ကိုယ်ွယ်မှုမှန်ကန်ခြင်းအကျိုးကျေးဇူးကိုယ်ွယ်ယုံကြည်မှုနဲ့ပတ်သက်ပြီးတော့ဘယ်ချိန်ကစခဲ့တာလဲဒါကိုဒီနေ့ညတရားမှာပြောမှာပေါ့လေအဲ့တော့ဘုံဘုံတို့နိုင်ငံမှာဗုဒ္ဓဘာသာနဲ့ပတ်သက်ရင်တော့ဘုံဘုံကဒါနသမိုင်းမှာအကျေတဝင်းဟောထားပါတယ်နော် YouTube မှာဆိုရင်ဒါနသမိုင်းကို7ပိုင်းပေါ့ပုံတင်ထားတယ်မြန်မာပြည်ဒါနရောက်လာတယ်ပတ်သက်ပြီးတော့မြန်မာပြည်ဒါနဘယ်ချိန်ရောက်ခဲ့တာလဲသာသနာမရောက်ခင်အရင်မြန်မာပြည်ကဘာတွေကိုဝင်နေကြတာလဲဒါစိတ်ဝင်စားတယ်နော်ဆိုတော့တချို့ကိစ္စတွေကျတော့စာတွေထဲမှာအကုန်မတွေ့ရဘူးပိဋကတ်သုံးကိုမှတ်တမ်းတင်တဲ့နေရာဘုရားဟောတဲ့သဝိနည်းပြည်မှာအရေးကြီးတဲ့ဟာတွေမှတ်တမ်းတင်တာဟိုသွားတယ်တည်သွားတယ်တွေအများကြီးမပါဘူးခုနှစ်တက္ကရာတွေတချို့နေရာတွေအတိအကျဒါကိုအရေးတယူလို့ပြီးတော့မပြောဘူးကျင့်စဉ်လိခဏနဲ့ပတ်သက်ရင်တော့အတိအကျပါလေမှတ်တမ်းတယ်နော်မြန်မာပြည်သာနာရောက်လာစစ်မှန်တဲ့ကိုယ်ကွန်ဘယ်မှာရောက်လာဒါအများဆုံးပြောကြတယ်ပကံခေအနွေထားဟုတ်လားရှင်းရတယ်အဲ့ဒါကြည့်လိုက်နှစ်ဘယ်လောက်ရှိ1000မပြည့်သေးဘူး1000မပြည့်သေးဘူးနော်ဆိုတော့ဒီအရင်ကဘာကိုယ်ပဲနေလဲအရေးကြီးတွေကိုယ်ပဲလေကြားဘူးတာပြောမှာဟုတ်တယ်လေကြားဘူးတာပြောနော်အရေးကြီးတွေကိုယ်ပဲလေအရေးကြီးတွေကိုယ်ပဲတာဘယ်ချင်းစဒါကြောင့်လည်းခတ်သွားတယ်နော်ဒါကြောင့်အမိုင်းကြောင်ရတယ်မလေ့လာဘူးဆိုရင်ဒါသိဖို့ခက်ပါတယ်နော်အဲ့တော့ဘုန်းတော်မြန်မာပြည်ရဲ့ဒါနသမိုင်းကိုလေ့လာတဲ့အခါမြတ်စွာဘုရားရှင်လက်ထက်တော်အခါနဲ့ရောက်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေကပို့ပြီးတော့များတယ်အဲ့တော့မြန်မာပြည်ကိုမြတ်စွာဘုရားရှင်ဒါနာရောက်တဲ့ပုံစံမဟုတ်အောင်ပေါ့မရောက်တဲ့ပုံစံမျိုးဖြစ်အောင်အဲ့မြန်မာသမိုင်းတွေကဒါရေးခံခဲ့ရတယ်ဘာဖြစ်လို့လဲဘုန်းတော်ဗုဒ္ဓနဲ့မြန်မာလူမျိုးအမျိုးတော်တယ်ဆိုတဲ့ဟာကိုလည်းမသိသေးချင်တကောင်အပိဓာသာဘုရားရဲ့အဖိုးကြီးတွေမြန်မာပြည်မှာနေတယ်အဲ့ဒါတွေလည်းမသိသေးချင်အဲ့ဒီအထောက်ထားတွေအခိုင်အမာကြောက်စာတွေပါနေရောတော်တော်များများတွေ့ရအဲ့ဒါတွေကဘုန်းတော်ကစနစ်တကျဖြည့်ဆည်းခြင်းခံပြီးတဲ့နောက်မှာကိုယ်ကယုံကြည်နေမှုနဲ့ပတ်သက်တယ်မြန်မာတွေဟာအနော်ရလက်ထက်မတိုင်ခင်ကဗျံပဒါပေါ့လေကျုံတယ်လို့ပေါ့လေပြောမှဆိုရင်ယောဂီတို့တော်အသေးနာတဲ့အကောင်းတယ်အဆင်မရှိဘူးလို့ပြောတာအဲ့ဒီပိုင်းတွေကနော်ကြုံရကိုးကွယ်နေတယ်လို့ပြောတာအဲ့ဒါတော့ဘုန်းတော်ပြန်ကြည့်ရအနော်ရခေတ်ကပကံမှာအနော်ရပထမဆုံးမြင်လားဟုတ်လားကဲတို့ကမြန်မာသမိုင်းလည်းမသိဒါနသမိုင်းဆိုတာအဝေးကြီးပေါ့နော်ဆိုအနော်ရကပကံခေတ်မှာ42ဆက်မြောက်မယ်သူ့ရဲ့ရှင်မှာဘင်းတွေအများကြီးရှိတယ်ပကံပထမပကံဒုတိယပကံတတိယပကံသရုဒ္ဓပကံသရုဒ္ဓပကံရဲ့4သက်မြောက်ကြောင့်အနဝထတက်လာတာဟုတ်ပထမပကံဒုတိယပကံတတိယပကံသရုဒ္ဓပကံအဲ့ခေတ်နေကဗုဒ္ဓသာကရှိနေပြီဒါပေမဲ့သမိုင်းမှာအမြုပ်ခံတာအဲ့ချိန်ကဘာတွေအစားထည့်လိုက်39မဲထည့်လိုက်တေလဲကြောင်မဲလက်ထက်တာနော်ဘုံဘုံတို့ကိုးကွယ်မှုမမ round view ပေါ့နော်အယူအဆတွေလွဲအောင်ဒီစာပေလေးနဲ့စာမဖတ်ကြဘူးလေဟုတ်တယ်မလားစာဖတ်ကြတမန်เจ้าကိုမလေးလာဘူးဆိုတဲ့အခါကျသူများပြောတာရောတာဟုတ်လားဒီတိုင်းပဲလေနော်အဲ့ဒါဆိုတော့ပကံကဘုံဘုံတို့ဒီဘက်ကတေခိတ္တရာပြတ်ပါတေခိတ္တရာမှာသမုဒ္ဒိတေခိတ္တရာရဲ့အဆက်ပေါ့သူပညာနာဂရစိန်နာလက်ထက်မှာတေခိတ္တရာပြတ်တဲ့အခါသူပညာနာဂရစိန်နာရဲ့တူသမုဒ္ဒိပကံကိုစပြီးတည်ထားတယ်ပထမပကံပထမဆုံးပင်မယ်ဆိုတော့တေခိတ္တရာကိုတွားကြည့်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဗုဒ္ဓသာသနာအစအဦးတွေဖရာရုပ်ပွားဆင်းတုတော်တွေနောက်ဆုံးဘုရားပြောမယ်အခုပရိစ္ဆေသမုပ္ပါဒေနာတော်ကြီးကိုရွှေချက်နေနဲ့ရေးတယ်ရွှေချက်ပေါင်း22ချက်နဲ့ရေးတယ်ပရိစ္ဆေသမုပ္ပါကလွန်ခဲ့တဲ့နှစ်2000ကျော်နဲ့မြန်မာပြည်မှာသင်နေကြတယ်မောင်ခင်ဘအကုန်းမှာရွှေချက်22ချက်နဲ့ရေးတယ်အပေါ်နဲ့အောက်နဲ့ဖြုတ်လိုက်ရင်အဖုံးနဲ့အပိနဲ့ဖြုတ်လိုက်ရင်ရွှေချက်20နဲ့ရေးတယ်ညဇောပြရှင်ဉာဏ်တော်တွေသစ္စာလေးပါးတရားတွေမဂ္ဂင်၈ပါးတရားတွေအဲ့ဒါအများကြီးတာမြို့ရိုးတွေပါလေရဲ့အဝင်မှာဆိုရင်ဘုန်းတို့မောရပရိတ်တို့ယတနာတုတ်အဲ့ဒါတွေကိုကြောက်စာတွေနဲ့ထွန်းထူပြီးတော့မြို့ရိုးတွေမှာအန္တရာယ်ကင်းအောင်ဆိုပြီးမြုပ်ထားဘုန်းတို့အိန္ဒိယကနေပြီးတော့သာနာသမိုင်းနဲ့ချိတ်ပြီးတော့လေ့လာတယ်စာရင်လေ့လာလို့မရဘူးဘာလို့ကြည့်ရလဲဆိုဖျားတွေထူးစစ်တဲ့ပုံစံပေါ့ကိုယ်ကလေးပုံစံတွေမှာလိုက်ကြည့်လိုက်တော့အိန္ဒိယတောင်ပိုင်းရဲ့ဖျားကိုယ်ကွယ်မှုပုံစံအခုဒီနေ့စံချီတို့ဘာလို့ရှိမှာပေါ့လေအိန္ဒိယအလယ်ပိုင်းပေါ့နောက်အိန္ဒိယတောင်ပိုင်းပေါ့အဲ့ဒီဘိုင်း
င်းကနေဖရားတွေထုလို့တဲ့ပုံစံနဲ့ဒီခေတ်တရားမှာထုလို့ထားတဲ့ဖရားတွေတပုံစံနဲ့တစ်ထည့်ရတဲ့လက်ရတူဒါတွေကိုလိုက်ကြည့်တာ culture လို့ခေါ်တယ် Buddhist culture ကိုကြည့်လိုက်နော်အဲ့ဒါမြေပြင်အထောက်ထားရောစာပေရရောဗုဒ္ဓသာသနာဟာဖရားလက်ထက်ကနေရောက်ခဲ့တယ်ဆိုတဲ့ဟာတွေ့ရနောက်ခြေရတော်ကြီးကြည့်ပေါ့မေဝရွှေသက်တော်မြတ်စွာဘုရားကြီးရဲ့ခြေရတော်စစ်လားမစစ်လားအဲ့မှာရွှေဆက်တော်မှာရှိတဲ့ပါရမဓမ္မရီအခရာကိုတွေ့ရတယ်ဘုံဘုံတော့စာသမားတွေစာနဲ့လိုက်ဓမ္မရီအခရာဆိုတာဗုဒ္ဓခေအသောကခေရေးခဲ့တဲ့အိန္ဒိယတောင်ပိုင်းမကရတိုင်းနဲ့ဒီပါတလီပုတ်သုံးခဲ့တဲ့စာပေထောက်ထားတယ်အဲ့ဒီစာတွေ့ရတယ်အဲ့ဒီခြေရတော်မှာတွေ့ရတယ်ဆိုတော့အဲ့ဒီထောက်ထားတွေကြည့်လိုက်တော့ဒီစာပေကအခိုင်ပါလေစားတဲ့ခိုင်တာတော့မရှိတော့ဘုရားကမြန်မာပြည်ကိုတေးသေးချာချာကြွခဲ့တယ်ဆိုတာပြောကဲဘုံဘုံတော့ဆောက်ထားတွေအကုန်ဖယ်လိုက်တော့လွယ်အောင်မှတ်အောင်မြတ်စွာဘုရားရှင်ရဲ့အကျင့်တွေမရှိကြဘူးလားကမ္ဘာမှာလက်ရှိဘုရားရှင်ရဲ့အဆုံးအမတွေပတ်သက်လို့အကောင်းဆုံးနိုင်ငံကိုပြပါဆိုဘယ်နိုင်ငံပြမြန်မာပြည်ပြပါနော်ဘုရားရဲ့အဆုံးအမတွေအခုချိန်ဒီနှစ်ပေါင်းထောင်ပေါင်းများစွာခိုင်မာရှိနေတယ်ဆိုတော့သာသနာရောက်လို့လားမရောက်လို့လားဘယ်သူများညင်သေးတယ်တော့ဒီထက်ခိုင်မာတာတော့မရှိတော့ဘူးနော်စင်ကောင်ကြီးတစ်ကောင်လုံးမြင်နေရတယ်ဟုတ်လားနော်တော့ဝင်နေပြီးဒီမှာဒီမှာအားလုံးကျင့်တယ်တကဘာလုံးမှာမြန်မာပြည်ကိုမှီပြီးတော့ပိဋကတ်ကိုနှက်ဆက်ကျွမ်းရင်းတဲ့သူရှိကိုမရှိတကယ်ချင်းတစ်ပါးနဲ့ဆွေးနွေးပြတဲ့ AI ပေါ့လေ Artificial Intelligence အဲ့ဒီ AI တော့ကိုဒုက္ခရောက်ကြအောင်ပါဆိုတော့ AI ကိုဒီပိဋကတ်တော်နဲ့ပတ်သက်ပြီးမေးလိုက်ရင်ဒီအမှားတွေဖြီးတဲ့တကလုံးတွေအများကြီးတွေ့ဖြီးတဲ့တကလုံးတွေအများကြီးလူငယ်တွေရဲ့ AI တော့ပဲအားကိုဘုံဘုံကိုယ်တိုင် AI တွေအတင်နဲ့တွေကိုရှောက်တတ်တာဆိုတော့ခက်နဲ့တပြေးညီလိုက်ပြီးတော့ဘုံဘုံသိနေမှရဆိုရက်ခါသူဖြီးတာတွေအများကြီးအဲ့ဒါလူတွေသိမလားပိဋကတ်သင်မထားတဲ့သူဘယ်လိုသိမလဲဟုတ်လား Eris Harrison ဆိုတဲ့ Australia တခါကြီးတယောက်ရေးထားတဲ့စာအုပ်ရှိတယ် Board of Brain နောက်တစ်ခါတတိပ္ပံအုံနောက်ဒီစာအုပ်ကိုဖတ်ကြည့်အဲ့မှာမဟာသတိပ္ပံတုတ်ကိုသူယူရေးတယ်ဒါပေမဲ့မဟာသတိပ္ပံတုတ်မှာပါတဲ့ကျင့်စဉ်တွေကိုကြိုက်တယ်လို့ပြင်ရေးထားတယ်ဒါပေမဲ့အဲ့ဒီရိတ်တာကိုဝင်ဖို့ Eris Harrison ရဲ့ရိတ်တာကိုဝင်ဖို့ကနှစ်20လောက်တော့မလဲဘိုကင်တွေပြည့်နေတယ်လို့လို့မလဲအဲ့ဒါတကဘာလုံးမှာဒါပတ်စံယူပြီးတော့ထိုင်ရတဲ့ရိတ်တာကြီးနော်ဒေါ်လာအများကြီးပေးရတဲ့ရိတ်တာကြီးနော်လူတွေသိပါမှာကိုယ်ွယ်မှုမှန်ကန်မှုယောဂီတို့ရောတော့မရဘူးအပေါ်ရလေးတွေမရဘူးမှန်ရလားဒါကြောင့်ဘုံဘုံတို့ကပြောတယ်ဆိုတော့ဒီသမိုင်းတွေထောက်ထားတွေသာပေထောက်ထားတွေအဲ့လိုခံရပါပြလိုက်တော့သရတရားပို့ဖြစ်သွားကင်ပြလို့ရမြေပြင်နဲ့လည်းကင်ပြလို့ရစာပေထောက်ထားနဲ့ထောက်ပြလို့ရအကျင့်ပရိပတ်နဲ့လည်းတိုက်ဆိုင်ပြီးထိုးကြည့်လို့ရအဲ့ဆိုဗတ်ပေါင်းစုံကနေဘုံတို့ချိန်ထိုးကြည့်လိုက်တယ်လာခဲ့သိပ္ပံပညာဘက်ကလာမလားဝိဇ္ဇာပညာဘက်ကလာပါလားနော်သိပ္ပံဝိဇ္ဇာပေါင်းထားတဲ့ဝိဇ္ဇာသဏ္ဍာန်ပြည့်စုံတဲ့အကျင့်ဘက်ကကြည့်လားဗုဒ္ဓသာသနာမြန်မာပြည်မှာခိုင်မာနေတယ်ဆိုတဲ့ဟာကြည့်လိုက်ရင်မြန်မာပြည်မှာဒီလိုစစ်မှန်တဲ့ကူးကော်တွေရှိတာပါလားလို့ဘုံတို့အာရဝန္တာတွေကောင်းလားမကောင်းဘူးလားကဲဒီခေတ္တရာမတိုင်ခင်တကောင်းပေါ့ဗျာနော်တကောင်းကဒုတိယတကောင်းကဘုံတို့မြတ်စွာဘုရားရှင်ပြိဋိဘံစံတဲ့နေ့မှာဝိရုပတတ်တော့ဘုရားမျိုးတွေတတ်တဲ့ကဘုရားမျိုးတွေကခုဘိုးပါဘက်ပေါ့စံချီအဲ့ဒီဘက်ကိုပြေးသွားတာရှိတယ်တချို့ကြောင့်ဒီဇိုင်းရတာကြောင့်မြန်မာပြည်ထဲကိုပြန်ဝင်လာတယ်ဆိုတော့တမှုအဖာလန်ကနေမြန်မာပြည်ကိုဝင်လာတယ်ကဏီကနေအဲ့ဒီကနေချင်းမြစ်ကနေပြီးတော့အေယာဝတီမြစ်ကိုပြန်ဆက်တက်ပြီးတော့မလဲအေးရမှာမေပြားကြီးနာဂတိနဲ့ပြန်ပေါက်နောက်ဒုတိယတစ်ကောင်ကိုတီးထောင်တယ်အဲ့ဒါမြန်မာပြည်ကိုဖျားပြိဋိဘံစံတဲ့နေ့မှာဒုတိယအကြိမ်ရောက်ပေါ့သာသနာဝင်လာပြီဒါဖျားပြိဋိဘံစံမဟာတက္ကရာ148 150ဝန်းကျင်လောက်နေဟာနော်ဖျားရဲ့အမျိုးဖြစ်တဲ့ဒဇယတာမင်းကြီးနဲ့သာသနာအတူတူပါလာပြီဆိုတော့ဒီအရင်ဖျားကိုယ်တိုင်ကြွားခဲ့တဲ့အထောက်ထားတွေလည်းအများကြီးရှိတယ်ရှေးမှာသလိုထားလိုက်တော့ဟုတ်လားသာသနာသမိုင်းကိုအခြေတမင်ဟောထားတယ်နော်အဲ့မှာ YouTube မှာနားကြည့်လို့ရဆိုတော့အဲ့ဒီမတိုင်ခင်ကဘာကိုကိုးကွယ်ကြတာလဲဘုံကဒီလိုက်တဲ့ခါကျတော့တကောင်းနဲ့ခစ်ပြန်တကောင်းနဲ့ဆိုတာဟန်လင်းမှာဘုံတို့ ecology တွေကတော့ဘာပြောလဲဒီဘက်ကရှေးအောင်သူတေနာပညာရှင်တွေကဒီဟန်လင်းမှာတွေ့တဲ့သိမ်တစ်ခုပေါ့လေဒါပေမဲ့သူတို့ကသိမ်လို့မပြောဘူးသူတို့ကသိမ်လို့ပြောတာအဆောက်အဦတစ်ခုတွေ့တယ်အဲ့ဒီ4000အဆောက်အဦထဲမှာကြောက်တိုင်အနက်တွေစီးပြီးစိုက်တယ်အဲ့ဒါကိုသူတို့ကသိမ်တိုင်နေပါတဲ့အဲ့ဒါဘုံဘုံကစာနဲ့လိုက်တယ်ဒါသိမ်တိုင်မဟုတ်ဘူးဒါဆိုဘာဖြစ်မလဲဆိုတော့ဖះမပွင့်ခင်တော့ကိုးကွယ်တဲ့မဟာသေလာကိုးကွယ်မှုပြောကြည့်ပါလေ
Mahadela Dela ပြောကြည့်ပါဦး Mahadela ဆိုကြောက်တုံးကိုကိုးတာကြောက်တုံးကိုကိုးကွယ်အခုဒီဇလန်ဒီเจ้าနေပြောတော့နော်ကြောက်တုံးကိုးကွယ်အဲ့ကြောက်တုံးကိုးကွယ်တဲ့ဟာအခုချိန်ဒီအိန္ဒိယမဲ့တိလင်္ကာမှာရှိသေးတယ်ထူးခြားတဲ့ကြောက်တုံးကြီးတွေပေါ့ဘုံတို့ဘက်ကဆိုရင်ပါလဲလို့ပြောမလဲအင်းချင်းကြောက်အဲ့ဒီအင်းချင်းကြောက်တွေအစီအသွေးကောင်းတယ်ဆိုအယောင်တွေတောက်အနှစ်တွေပါတယ်ဟာဆိုရင်လေအဲ့လိုတည်းကထူးခြားတဲ့ကြောက်တုံးအနှက်ကြီးတွေအခုမြန်မာပြည်မှာကျွန်းနှက်တွေပါတယ်ဆိုရင်တော့မလဲဘလောက်ဖြစ်ကိုးကွယ်မှုတစ်ခုလိုကိုဖြစ်နေတာနော်အဲ့ဒါတော့ကြောက်တုံးတွေထူးခြားတဲ့ပြောင်းချောပြီးတော့ဒီမာရတဲ့ဒီကြောက်တုံးတွေကိုသူတို့ကကိုးကွယ်မှုတစ်ခုအနေနဲ့မဟာသေလကိုးကွယ်မှုအနေနဲ့ရှိခဲ့တယ်အဲ့ဒါကြီးမြန်မာသမိုင်းမှာတော့တွေ့ရတယ်ဆိုတော့ဒါကြောင့်မြန်မာပြည်မှာလည်းအမျိုးမျိုးသောကိုးကွယ်မှုတွေကဘုရားမပွင့်ခင်တည်းရှိခဲ့တယ်ဘုရားပွင့်တော့ကံကောင်းတယ်ဘုရားရဲ့အမျိုးတွေဖြစ်တဲ့မြန်မာတွေကအစောကြီးဘုရားရဲ့အဆုံးအမတွေကိုရခဲ့တယ်တခါဘုရားပြိဋိဘံဆံပြီးတော့လေသာသနာအရှိတည်တတ်မဲ့အရေးကိုမြင်လို့ရှင်မာကသဗ္ဗကိုရမကြီးရောက်ပြိဋိဘံဆံပြီးတော့သာသနာခန္ဓာကြီးကိုစောင့်တည်ထားတယ်ဒါကြောင့်သာသနာဟာဒီနေ့ထိမြန်မာပြည်မှာကြန့်ခိုင်နေတာဟိုဘက်ကိုထွက်လာအရှိတောင်အာရှမှာဘုရားဘာသာနိုင်ငံဗဏ္ဍနိုင်ငံရှိလား၄နိုင်ငံမြန်မာထိုင်းလာအိုကမ္ဘောဒီးယားဘယ်နိုင်ငံကြဒီနိုင်ငံတောင်အာရှလေအရှိတောင်အာရှ10နိုင်ငံတောင်အာရှ8နိုင်ငံဒီနိုင်ငံတို့အိန္ဒိယတို့ပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့ဘင်္ဂလားဒေ့ရှ်အဲ့ဒါတောင်အာရှနိုင်ငံလေရှစ်တောင်အာရှ10နိုင်ငံထဲမှာဘုရားဘာသာ4နိုင်ငံတောင်အာရှက1နိုင်ငံအဲ့တော့ဒီကမ္ဘာမှာဒီဘုရားဘာသာ9နိုင်ငံလိုက်အနေနဲ့ပေါ့သူတို့အဲ့နိုင်ငံတွေအကုန်လုံးကဒီလင်္ကာတို့ကတော့ဒါသူတို့နိုင်ငံကဘုရားဘာသာအနေနဲ့ပြဋ္ဌာန်းထားတယ်မြန်မာပြည်ရဲ့အခြေခံဥပဒေမှာလည်းဘုရားဘာသာနိုင်ငံတော်ဘာသာလို့ပြဋ္ဌာန်းထားတာမရှိဘူးခုချိန်ကြီးဒါကြောင့်လွတ်လပ်စွာကိုးကွယ်ရင်ရှိတဲ့နိုင်ငံတစ်ခုအနေနဲ့ရှိဆိုတော့လူဦးရေအနေနဲ့တွေ့ရင်ဒီဘုန်းတို့ဒီ population အနေနဲ့တွေ့ရင်ဘုရားဘာသာကိုးကွယ်တဲ့သူတန်300တန်ပေါင်း30ကျော်40နီးပါးရှိသေးတယ်နော်အဲ့ဒါဆိုတော့ဘေးနိုင်ငံတွေကြည့်ထိုင်းမြန်မာထက်များတယ်ကမ္ဘောဒီးယားတို့လည်းတော်တော်များသေးတယ်မြန်မာပြည်အဆင့်၄လောက်ရှိတယ်ထေရဝါဒဘုရားဘာသာကိုးကွယ်မှုနိုင်ငံတွေထဲမှာဒါထားတော့ကိုးကွယ်ရုံကြည့်မှုနဲ့ပဲလည်းပြောတာအဲ့ဒါဆိုတော့ဇလမတ်ကိုဘုန်းတို့သွားတခါကကောသလမင်းကြီးဆိုဘယ်တိုင်းဖြစ်ကောသလတိုင်းပေါ့ဗျာဟလာကောသလတိုင်းကောသလမင်းကြီးကြောက်တယ်မို့လားပတိန္ဒရီကောသလပြောကြည့်ပါဦးပါလို့ပတိန္ဒရီကောသလနဒီဆိုတာမြစ်ဘလောက်ဝတယ်လဲဆိုတော့ထိုင်လိုက်ရင်အရစ်တဲ့တင်မှာရေချိုးရင်ရေရတူရဲ့ဘိုက်ခောက်ကြီးတွေကမထွက်ဘူးအဲကြောင့်ဘိုက်ခောက်ကြီးတွေကိုတတ်ပေးရတယ်သူတက်ရှိထိုင်လိုက်ရင်ရှင်းမှာပုံနေတယ်တအားဝတဲ့သူကြီးတွေမြင်ဘူးမှာပေါ့နော်အဲ့ဒါသူစားတာလဲလေတခါစားစံတစိမ့်ပေါ့လေးပြီသားစံလေးပြီစံစိမ့်နဲ့သိတဲ့ကောင်အရင်တော့အလကားပြောတယ်နောက်တော့ဒီကောသလမင်းကြီးကိုဝိတ်ချတဲ့နေပေါ့မြတ်စွာဘုရားရှင်ဟောထားတာရှိတယ်နော်ကောသလမင်းကြီးဝိတ်ချရင်တော့ဘုရားရှင်ကလူပေးတဲ့နီလန်းနဲ့ဝိတ်ချတယ်ကောသလမင်းကြီးတော်တော်ဆင်းပြေးသွားတာပထမတော့ရှေ့ထိုင်ပြီဆိုရင်ခဏနေဒီလတော့ပေးပြီးသေးငါ့ကောသလမင်းကြီးဟောက်တာထွက်တယ်လူုံကြည့်လိုက်ကောသလမင်းကြီးဖြစ်နော်နောက်တော့ကောသလရဲ့သူ့ကိုစဘိုကဲကိုမြတ်စွာဘုရားရှင်ဝိတ်ချနေကောသလမင်းကြီးချက်ကျွေးရင်ဘယ်လိုကျွေးပါညာနဲ့ပြောလိုက်တော့ကောသလမင်းကြီးဆင်းပြေးသွားတယ်အဲ့ဒါတော့လည်းတစ်ခါစားနှစ်ဘူးတော့စားသေးတယ်နော်နှစ်ဘူးဆိုဘုန်းတော့2ရက်လောက်တော့စားရဘုန်းတို့ဘိုက်ကသေးသေးလေးမဟုတ်တယ်ဟုတ်လားကောသလမင်းကြီးထားတော့ကောသလတိုင်းကောသလမင်းကြီးသူ့ရဲ့ဖေးလက်ထက်နေရသူ့ရဲ့ဖေးဘင်းကြီးမဟာကောသလမင်းကြီးလက်ထက်နေရကိုးကွယ်ခဲ့တဲ့ပုံနာကြီးတွေရှိတယ်ပေါ့ပုံနာပညာရှိကြီးတွေပေါ့နော်အဲ့ဒီမှာပုံနာပညာရှိကြီးတွေကတနေ့ကျစဉ်းစားတယ်ကောသလတော့တက်လာပြီနော်ပတိကောသလတော့တက်လာပြီငါရတဲ့ရွယ်ကြီးတဲ့ခါလဲ80တန်းဝင်ဖြစ်နေပြီဆိုတော့နိုင်ငံတော်မှာရှိတဲ့ပညာရှိအကြီးအကဲတွေဆိုတာတိတ်ရေးရှိခံတာမဟုတ်ဘူးနော်ရှင်မြင်ကပြိုပြင်းနှုတ်နေတဲ့အရွယ်ဆိုရင်စိတ်ဆိုးမှန်ဆိုစိတ်ထက်မြက်နေတဲ့အချက်ကိုကအသက်ကြီးလာရင်ကိုအညံအားရော့လာပြီအဲ့ဒီမှာသူပြောတာကိုသဘောပေါက်ပြန်မပြောနိုင်ရင်သူလိုချင်တဲ့အဖြေထုတ်မပေးနိုင်ရင်ငါပြဿနာရှာခံနိုင်တယ်နော်မင်းမူတန်ကန္နာတိတ်ပဲဆိုတော့စောစောစီးစီးဒီပြဿနာတွေကိုဖြေရှင်းမယ်ဆိုတော့ကောသလမင်းကြီးတက်လာတယ်ပဲလေခါရခွန့်တောင်းပြီးတော့သူ့ကိုရေသေးရန်ပြုခွင့်ပေးရဘာဖြစ်လို့တော့မင်းမူတန်ဖြစ်နေရေသေးရန်ပြုခွင့်မရှိနော်အဲ့ဒါနဲ့ရေသေးရန်ပြုခွင့်ပေးပါဆိုကောသလမင်းကြီးကကောင်းပါပြီဆိုတော့
ဘုံနာကြီးအဂိတတဘုံနာကြီးကယသိဝဲဆိုတာယသိဝဲတော့သူ့ကိုကြည်ညိုလို့သူက philosopher ကြီးလေတကယ်ကိုပါမောက္ခကြီးကိုအဲ့ဒီဒေတာဟောလာတာဒီခုလုံးကသူကဆရာကြီးပဲဆရာကြီးကတို့ရဲ့ဆရာကြီးပေါ့လေအဲ့တော့သူ့နောက်ကနေလိုက်ပြီးတော့ယသိပြုကြတာတတအရေးတော်ဘယ်လောက်ရှိသွားနင်းတော့အုပ်သူကြီးမဟုတ်တော့အဲ့ဒါနဲ့သူတို့တောတဲ့ထွက်ပြီးတော့အင်္ဂါတိုင်းမကရာတိုင်းပေါ့လေကောသလတိုင်းပေါ့ဒီတိုင်းတုံးတိုင်းရဲ့အလယ်မှာသူတို့နေကြနေပြီးတဲ့ကဘာတွေကျင့်နေကြလဲဆိုတော့သူဟောတဲ့တရားနော်ဒီပြီးတော့ဘာကိုးကွယ်ရမလဲဗျာဆရာကြီးကျွန်တော်တို့ဆရာကြီးရဲ့အဆုံးအမတွေတိုင်းနာခံပါမယ်ကျင့်သုံးပါမယ်ကိုးကွယ်ရအနေနဲ့ဘာကိုကိုးကွယ်ရမလဲဆိုတာကိုးကွယ်ရအနေနဲ့တော့တစ်ပင်ကိုကိုးကွယ်ဘာကိုကိုးကွယ်ခိုင်းလဲတစ်တော်ကြီးတွေကိုကိုးကွယ်နောက်ကြောက်တော်ကြီးတွေကိုကိုးကွယ်မြစ်တွေတွေ့ရင်မြစ်တွေကိုကိုးကွယ်တောင်တွေတွေ့ရင်တောင်တွေကိုကိုးကွယ်ကွင်းမြင့်တွေတွေ့ရင်ကွင်းမြင့်တွေကိုကိုးကွယ်အဲ့ဒီတောတွေတောင်တွေမြစ်တွေတစ်ပင်တွေအကြောက်တုံးတွေစရှိတဲ့တွေ့ရပေါ့လေမင်းတို့စိတ်ထဲရှိတဲ့အတိုင်းကိုးကွယ်လိုက်ပါအဲ့လိုကိုးကွယ်တယ်ဆိုရင်ဒုက္ခအလုံးကနေလွတ်မြောက်လိမ့်မယ်လို့အဲ့ဒါလို့ဟောတာဗျဘယ်သူကဟောတော့အခိဓတ္တဗျာကြီးကဟောတာနော်ပုံနာယသိကြီးပေါ့နော်သူကပြောတယ်တောတွေတောင်တွေမြစ်တွေချောင်းတွေတွေ့ရကိုကိုးကွယ်အဲ့လိုကိုးကွယ်ခိုင်းတာသူကိုးကွယ်မှုအစစ်မှန်ရပြီလားမရသေးတဲ့အခါဘုရားလည်းအချိန်မှမပွင့်သေးဘူးသူစဝတ်တဲ့အချိန်မှာနော်အဲ့ဒါဆိုကိုးကွယ်တာတော့ဟုတ်ပါပြီကိုးကွယ်ရတော့ကျင့်သုံးနေရပါကျင့်ဟောကိုးကွယ်တာနဲ့ကျင့်သုံးတာနဲ့တူလားအေးယောဂီတို့အထမယောနဲ့ကိုးကွယ်တာနဲ့ကျင့်သုံးတာနဲ့မတူဘူးဘာလဲပါရှိလဲကိုးကွယ်တာနဲ့ကျင့်သုံးတာကိုးကွယ်တာတော့တောတွေတောင်နေဒီလိုလိုအဆင်ပြေတာစိတ်ကူးတက်တာကိုးကွယ်မယ် offer လို့လဲရပြီပူဇော်လို့လဲရပြီအဲ့ဒါကျွန်တော်ကျင့်တရားနဲ့ဘာကျင့်ရမလဲဟာကျင့်တရားနဲ့မင်းတို့စိတ်ကိုကြည်နေလားမင်းတို့စိတ်ထဲမှာကာမဝိတ္တအစာကြီးတဲ့ကာမဂုဏ်ခံစားလို့တဲ့စိတ်တွေပေါ်လာတယ်ငါလည်းပေါ်တာပဲအဲ့လိုပေါ်ရင်ဘာလို့အောင်မလဲအဲ့လိုပေါ်ရင်ကွာမင်းတို့ဒါရှက်တရားကောင်းနေဆိုတဲ့အနေနဲ့တဲတဲ့ဆုပ်မြေထဲကနေကုတ်ပြီးတော့အဲ့မှာတော့ပုံထားလိုက်အဲ့ဒါမင်းတို့အကျင့်ပဲဆိုတော့တရားယူခြင်းကိုရတနေ့ကာမဝိတ္တဘကဘယ်နှခါဖြစ်တယ်ဗိမာန်ဆောက်လို့ရတော့တယ်နော်ဥမောင်တို့လားဟမ်နော်ဘုန်းကြီးကာမဝိတ္တဖြစ်ရင်တဲဆော့ဆိုတော့ဘုန်းကြီးเจ้าဒီမှာတဲတွေပါဒီတိုက်ကြမလို့လောက်ဘူးဘုံဘုံနော်ဒီနေ့တသုတ်ဘယ်ကမလဲဗျကာမဝိတ္တဖြစ်တိုင်းတာတဲတသုတ်ယူဆိုရင်เจ้าအစာဥတွေတောက်လို့ရတော့တယ်နော်အခုလည်းကြည့်လိုက်ကာမဝိတ္တတစ်ခါဖြစ်ရင်တဲတသုတ်ပုံဆိုဝိတ္တကခဏခဏဖြစ်တာဟုတ်ဗျနော်ကာမဝိတ္တတွေကာမဂုဏ်အာယုခံစားလို့တဲ့စိတ်တွေခဏခဏဖြစ်တယ်ဒီအတွေ့တွေပေါ်တိုင်းတဲတွေသုတ်တဲနေတော့နောက်ပင်ပန်းတော့ရုပ်တရက်မပေါ်ဘူးပေါ့ဗျာဒါလည်းအတ္တကိလမထအကျင့်ပါပဲအဲ့လိုနဲ့ပုံလိုက်တာနောက်တော့တောင်ပုံရပုံဖြစ်သွားတောင်ကြီးဖြစ်တဲ့အခါကျတော့တောင်ကြီးလည်းဖြစ်လာရောအဲ့ဒီနေရာမှာအဟိစတ္တဆိုတဲ့ခေါင်းချော်လုံးပါတယ်ငွေကြီးပေါ့ဗျာဘုံဘုံတို့နိုင်ငံတော့ငကားလို့ပြောတယ်သူတို့ကတော့ corporate ပဲမဟုတ်လို့ပဲပြောတယ်နော်ဒါအင်္ဂလိပ်လိုလေးတိုင်းပဲရေးထားတော့အဟိစတ္တခေါင်းချော်လုံးပါတယ်နော်ငကားကြီးပေါ့ဗျာမြန်မာတော့ငကားပြောပါတော့နော်အဲ့ဒါငကားကြီးကအဲ့ဒီမှာနေထားလိုက်တော့အလောတန်အစိတ်ပြင်းထန်တဲ့ငကားကြီးပေါ့လေဒီနေ့ကျတော့မြတ်စွာဘုရားရှင်ကမနေ့အိယာထ၄နာရီတော့ရောက်ပြီဆိုတာနဲ့မဟာကရုဏာဉာဏ်တော်သမာဘတ်ဝင်စားဉာဏ်တော်ကွန်ရက်စကန်ဖတ်လိုက်တာရီဒါနဲ့စကန်ဖတ်လိုက်တယ်စကြဝဠာတိုင်ပေါင်းတသိန်းအပြင်ဘက်ကိုမဖတ်ဘူးဘာဖြစ်လို့စကြဝဠာတိုင်ပေါင်းတသိန်းရဲ့အပြင်ဘက်မှာတရားရနိုင်တဲ့လူရဲ့နဲ့ရဲ့လူမရှိတော့နော်လူရဲ့နဲ့ရဲ့ပြောရရင်စကြဝဠာတိုင်ပေါင်းတသိန်းအတွင်းမှာပဲတရားရနိုင်တဲ့ပုဂ္ဂိုလ်ကြီးရှိတယ်ဘုရားဝင်ရတယ်နော်အဲ့ကြည့်လိုက်တဲ့အခါကျတော့စကြဝဠာတိုင်ပေါင်းတသိန်းကိုလုံးဝအကြားလည်းမရှိရေဒါကြီးလို့ပေါ့ဗျာစကန်နာကြီးလို့ပေါ့မြတ်စွာဘုရားရဲ့မဟာကရုဏာတော်ဘာပဲဝင်စားပြီးဖြန့်ကျက်ကြည့်လိုက်တာဒီနေ့ဘယ်သူများကြွတန်းဝင်မလဲခုလိုတရားနာထားတဲ့တရားအားထုတ်တဲ့အထုံပါတဲ့သူတွေကြည့်ဘာပါတဲ့သူတွေကြည့်တယ်ဘွားဘုရားနဲ့တွေ့တမ်းပြီးတရားရတဲ့သူတရားမှမရှိဘူးတရားဆိုတာကြိုးပြီးတော့ကြိုက်အောင်စိတ်ထဲကနေကြိုက်အောင်ဒီတရားအကျင့်ကောင်းတွေအကျင့်မှန်တွေကိုကြိုက်အောင်သဘောကျအောင်လေ့ကျင့်ထားဒါကြောင့်တရားများများနာတရားနာဖို့လိုလားမလိုဘူးလားတရားတွေတည်တည်ချာချာအားထုတ်သို့တော့ဖုံးမှားခြင်းတရားကိုအမြန်မလိုခြင်းနဲ့အဲ့ဒါဒုက္ခရတွေ့တယ်ဒီနေ့တရားအမြန်လိုခြင်းတဲ့အခါတရားဓုတွေမရဘူးလားယောဂီတို့တရားဓုတွေမရဘူးလား
အတုရမယ်အစစ်ကြတော့ကြားတယ်မြတ်စွာဘုရားရှင်တရားရဖို့ဘယ်လောက်ကြာအောင်ကျင့်ရ၄သိရှိတဲ့ကဘာတည်းပြခင်ဗျားတို့6နှစ်လောက်တည်းကြည့်ပြီ၄သိရှိတဲ့ကဘာတည်းမှန်လား၄သိရှိတဲ့ကဘာတည်းတရားစစ်ဘုရားဖြစ်လောက်တဲ့တရားပေါ့နော်ရှင်သာရိပုတ္တရာတို့တရားရအောင်ဘယ်လောက်ကြာတသိချေတဲ့ကဘာတည်းတသိချေတဲ့ကဘာတည်းအရှင်အာနန္ဒတို့ရှင်မကတော့တရားရအောင်ဘယ်လောက်ကြာကဘာတည်းဒီဘုရားတရားတန်ခါပေါ်မှာကြုံတိုင်းကြက်အောင်ကြုံတိုင်းပါဗျာကြက်အောင်ဗုဒ္ဓနုဒတိတွေပွားဘုရားကုံတော်တွေပွားတရားတော်တွေကိုရွတ်ဖက်တဲ့ဆယ်ပူဇော်တရားသင်္นานတွေတက်တရားတွေနာတရားတွေအားထုတ်အဲ့ဆိုတရားနဲ့ပတ်သက်ဟုတ်တယ်သဘောကျသွားတဲ့အဲ့ဒီဓာတ်လေးတစ်ခုရဖို့လွယ်ဘူးဗျဒီနေ့စာဖတ်တရားရသွားကြလေးတည်းအားကြလိုက်တာကောင်းတယ်ရဟန္တာဖြစ်တာမကောင်းဘူးလားကောင်းတာပေါ့ဒုက္ခအလုံးငြိမ်းဆိုတာဘယ်တော့ကောင်းလဲအဲ့ဒီစိတ်လေးပေါ်ဖို့ကမလွယ်ဘူးယောဂီတို့ဟုတ်တယ်မလား Facebook ပေါ်ဖတ် YouTube ပေါ်ဖတ် TikTok မှာကြည့်တခြားစာအုပ်တွေဖတ်ကြည့်ချစ်ကန်ကြိုက်ကန်မုန်းကန်လွမ်းကန်ဆွေကန်မကျေနပ်တာကျေနပ်တာဒါတွေပေါ်မှာပေါ့အဲ့ဒီကနေဖတ်လဲလို့အသိဉာဏ်နည်းနည်းရတို့တော့နော်တရားအထုံပါဖို့လောကီစာတွေမှာမရှိပါဘူးမှန်လားလောကုတ္တရာစာပေဘာသာရေးနဲ့ပတ်သက်တဲ့စာဖတ်လိုက်တော့ကောင်းလိုက်တာဒီလိုကျင့်တာကောင်းတာဟာဒီလိုနေတာကောင်းတယ်ဟာဒီလိုတရားရတော့တာကောင်းလိုက်တာတရားများများနာတရားသာတွေများများဖတ်တရားသင်တဲ့တက်ဖို့မပြင်းနဲ့တရားမှာ shortcut မရှိဘူးကွန်ပျူတာက shortcut ရှိတာတရားမှာဖြည့်လန်းရှိလားကိုယ်ွယ်မှုမှားသွားတယ်နော်သဘောလားနော်စိကတ်တာလွဲရင်ကိုယ်ကိုယ်တာလည်းလွဲတတ်တယ်ဟောစိကတ်တာလွဲစိကတ်တယ်ဆိုတော့ပေါ့ချက်ကတ်တာကို approach လုပ်တာဆရာသမားတွေချက်ကတ်ဒီဆရာတော်အဖွဲတွေအများကြီးရတာပြီးဝင်သားတိပိဋကဓမ္မသီယပြီးပြီးသားငယ်ငယ်လေးနဲ့ဘယ်တော့နေရတရားတွေဒီဆမှုဘက်တွေအောင်ထားတာကိမိလယဟန်ကြီးဖျား9စုလက်ထက်မှာပိဋက3ပုံဆောင်တစုတော်မဟုတ်9စုပိဋက3ပုံဆောင်ပြီးအကျင့်အမကောင်းတော့ဖျားတရားတွေတောင်းမြောက်ပြောဗလိမ့်လဲလျှောက်ပြောလိုက်တာငါးပြိတ္တာကြီးဖြစ်နေတယ်ပိဋကဆောင်ဆိုတိုင်းလဲအကျင့်ကဆောင်ညီမဆောင်တာဒါကြောင့် approach လုပ်တာစိကတ်တာမှန်ဖို့အရေးကြီးတယ်အဲ့တော့ကိုးကွယ်ဖို့စိကတ်မယ်ဆိုရင်ဘယ်လိုတရားပေးတယ်လဲအလွယ်ပေးသလားပြရောပေးသလားတရားကိုစာနဲ့ပြီးနဲ့ကြိုက်ပြီးကြာကြာနတ်နတ်နော်အိန္ဒိယောပါညာထိတ်တဲ့အောင်ကြာကြာနတ်နတ်တေချာသင်ပေးသလားဆိုတဲ့ဆရာမျိုးရှာပြီးတော့ချင်းကရတယ်စိကတ်အဲ့ဒါမှကိုးကွယ်မှုလဲမှန်စိကတ်မှုလဲမှန်ပြီးတရားနဲ့တွေ့တာဗျသဘောပေါက်ရဲ့လားအခုဘသူတွေ့နေတော့အဂိဒတ္တအဂိဒတ္တဘာတွေကိုးကွယ်တောကိုးကွယ်တောင်တွေ့ရင်တောင်ကိုးကွယ်မြစ်တွေ့ရင်မြစ်ကိုးကွယ်ချောင်းတွေ့ရင်ချောင်းကိုးကွယ်ကွင်းမြီတွေ့ရင်ကွင်းမြီကိုးကွယ်ကြောက်တုံးကြီးတွေ့ရင်ကြောက်တုံးကြီးကိုးကွယ်တွေ့ရကိုးခိုင်းတာရှိလားမရှိဘူးလားဒီနေ့ကမ္ဘာပေါ်မှာကိုးကွယ်ယုံကြည်မှုပေါင်း World Religions 2024 update 4200လောက်ရှိကိုးကွယ်ယုံကြည်မှုပေါ့ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာအဲ့ဒါခေါ်နော်အဲ့တော့အများဆုံးကခရစ်ယာန်ဘာသာ31.8ရှင်ကားဆို32ရာခိုင်နှုန်းလောက်ရှိလူတရားမှာ32ယောက်လောက်ကခရစ်ယာန်အဲ့နောက်က အစ္စလာမ်အခုတက်နော်25လောက်ဖြစ်သွားဘုန်းတော်2010 2015အထိက21အခု25လောက်ဖြစ်သွားရာခိုင်နှုန်းတက်လူတရားမှာ25ယောက်လောက်ကအစ္စလာမ်ဘာသာကိုးကွယ်အဲ့နောက်မှာဟိန္ဒူလိုက်တယ်ဟိန္ဒူဘာသာ15ရာခိုင်နှုန်းကျော်လူတရားမှာ15ယောက်လောက်ကဟိန္ဒူကဲတွက်ကြည့်အောင်တရားနဲ့တွက်တစ်ကမ္ဘာလုံး100ရှိနော်32ယောက်ကခရစ်ယာန်နောက်ထပ်25ယောက်ကအစ္စလာမ်နောက်ထပ်15ယောက်ကဟိန္ဒူနောက်ထပ်14ယောက်ကျော်က14ယောက်ပဲပြောပါတော့ non religions အဲ့တော့ဘုံလေးလာတောက်လျှောက်လေးလာ update အဲ့ဒီကြည့်တဲ့အခါ2015လောက်က non religion ဟာ12ရာခိုင်နှုန်းလောက်ရှိအခု14ကျော်သွားဘာသာမဲ့ဘာမှမကိုးကွယ်ဖျားမရှိကြောက်စရာတော်ကောင်းတယ်ဖျားရှိတယ်ဆိုတော့မှဟိန္ဒူဖျားကောင်းတဲ့ဟာလေးတွေသူတို့ဆရာကသုံးမတာလေးတွေကြံအောင်မယ်နော်ခရစ်ယာန်ဘာကသူတို့ကောင်းတဲ့ဟာလေးတွေဖဲ့ယူရင်သူတော်ကောင်းတက်ခံရှိတဲ့သူတွေဒါကောင်းတာလေးတွေပါအောင်ဖျားမရှိဘူးဆိုတော့တော်တော်ဆိုးသွားတယ်ဟုတ်ပြီလားဒီနေ့ခေတ်ကြတော့ခုန AI ကိုဖျားလို့ကိုးကွယ်ကြတော့
အကုန်လုံးလေလွဲနေတာကိုဗျလွဲနေတာဒါပေမဲ့ဖြီးမှန်းပြန်မှန်းလို့သူတို့မသိဘူးသူတို့မှငကိုးနဲ့အတိအခြေခံမရှိဘူးကြောက်စရာတော်ကောင်းတယ်နော်အဲ့ဒါတော့ဘယ်လောက်ကုန်သွားပြီလဲဆက်သက်ကြနော်30နှစ်နော်25 15 14လောက်ဖြစ်သွား86ကဲလူတရားမှာ86လောက်ကလောက်ဖြစ်သွားပြီနော် folk religion နတ်ကိုးကွယ်ရိုးရာကိုးကွယ် tradition ရိုးရာကိုးကွယ်ဘာတွေကိုးကွယ် animism တလိษံလည်းကိုးကွယ်ခဏအိန္ဒိယလူကြီးတန်း1400ကျော်ကမ္ဘာမှာအများဆုံးနိုင်ငံဖြစ်သွားပြီယောဂီတို့ကြောက်စရာကောင်းတဲ့သတိထားဒါအသေးသေးချာချာလက်တွေ့ကမ္ဘာမှာဖြစ်နေတဲ့ population လိုက်ပြောတယ်အိန္ဒိယမှာလူကြီးတန်း1400ကျော်ရှိတယ်တန်း800လောက်ကဟောတော့ဟိန္ဒူကိုကိုးကွယ်တယ်နော်နောက်ထပ်တန်းပေါင်း200လောက်ကအစ္စလမ်ကိုကိုးကွယ်တယ်နောက်ထပ်တန်း130လောက်ကခရစ်ယာန်ကိုကိုးကွယ်တယ်Judaism ဂျိန်းကိုကိုးကွယ်တာ400ခန့်လောက်ရှိတယ်အဲ့တော့မြန်မာပြည်ကဗုဒ္ဓဘာသာဥယျာဉ်ထက်ပိုများတဲ့အပြင်မြန်မာတနိုင်ငံလုံးသာလောက်ရှိမြန်မာနိုင်ငံလူကြီးတန်း90ပဲထားဂျိန်းကိုကိုးကွယ်တာတန်း90ကျော်တယ်တန်း60နီးပါးရှိတယ်ယနေ့ကောသံပြည်တို့နော်ခုနအဲ့ဘက်ကပါဝါဒီဘူပါတို့အဲ့ဘက်မြို့တွေကိုတွားလိုက်စံချီတို့ဒီမြို့တွေဘက်ကိုတွားလိုက်အဲ့ဒါဂျိန်းတွေကြီးကိုကွယ်တာဝတိအဲ့ဘက်ကဝင်းကျင်နေစားပြီဆိုကိုတုံးလုံးတွေကိုကွယ်ဘုန်းတို့အခုဒီတစ်ခေါက်တော့တွေးခဲ့ရှင်လောင်းလဲတယ်လို့ပဲကိုတုံးလုံးချစ်တဲ့ဘုန်းကြီးရဲ့အလဲကောင်ဘေးမှာအချမ်းရံနေတဲ့ကြာကြာနာနာဗျာသူတို့ဖះလောက်ကိုကွယ်တာနော်အဲ့ကိုတုံးလုံးချစ်တဲ့ဘုန်းကြီးဟုတ်လားအေးအဲ့ဒါကိုယ်ကယုံကြည်မှုတွေမှားနေတာလားမှန်းနေတာလားဖះပွင့်ခဲ့တဲ့နိုင်ငံဗျာအာနာတရားတော်ကောင်းတယ်ဟုတ်လားဖះဒီသူမဟုတ်ဘူးဗျပွင့်သမျှဖះကအိန္ဒိယမှာပဲပွင့်တယ်ဒီဗုဒ္ဓဂယာဟောဒီညီကြီးမှာပဲပွင့်တယ်ဒီဘောဓိမေအောက်မှာပဲပွင့်တယ်အဲ့ဒါလောက်မေသိမဒေတာဘုရားစုစုနောင်ပွင့်မှာဘုရားလည်းဒီမှာပွင့်အဲ့ဒါလောက်အခြေခံကောင်းတဲ့ရေခံမြေခံကောင်းတဲ့နိုင်ငံကကြီးဗုဒ္ဓဘာသာဒါပေမဲ့မြန်မာပြည်ထက်ညာသေးတယ်တန်း60လောက်ရှိသေးတယ်နော်အဲ့ဒါဘုရားအမျိုးတွေရှိတဲ့ဘက်တွေနော်အာသံဘက်တွေဘုဘုံတို့ဘုံပေဘက်တွေအဲ့မှာဒေါက်တာအမေရိကာတို့ပေါ်ခဲ့တယ်ဗျာနော်ဆရာကြီးဥက္ကိုရင်အားတို့ကျေးဇူးတွေရှိတယ်ဗျာအဲ့ဒါဆိုတော့အစစ်နဲ့မခွဲကြဘူးဘုရားဘာသာဝင်လို့ရတယ်ဆိုတော့အစစ်နှိမ့်နေပါခတ်ချာချာလူဘုရားဘာသာဝင်ကြတာပဲရရှိလက်ထက်ကလည်းထက်တန်းကြတဲ့ဒီမဟုတ်ပါထားတော့ဘာပဲပြောဘုရားဘာသာတန်း60ဝင်ရင်လောက်တော့အိန္ဒိယမှာရှိနေတယ်မြန်မာပြည်ထက်များနေပြီနော်သို့တော့အလူခံသားတဲ့ဘုန်းကြီးလောက်ပဲများပါတယ်နော်ရိတ်သားရဲ့ဘာရဲ့အကျင့်ရဲ့ဒီလိုသင်ပေးတာမရှိသလောက်ကဲယောဂီတို့ဘလောက်နှမျောစရာကောင်းဟုတ်ပြီနော်ကဲအဲ့ဒါဆိုတော့တောတွေတောင်တွေတွေ့ရကြုံရတွေကိုယ်ကွယ်နေတာရှိလားမရှိဘူးလားအဲ့လိုကိုယ်ကွယ်မှုတွေကိုပဲအမှန်ကန်လို့ယူဆအခုအိန္ဒိယမှာဆိုရင်ဘုံတို့ကုံပတ်မာလာဆိုရဲရေချိုးပွဲတော်ကြီးလုပ်တယ်အနှစ်ပေါင်း120နေမှာတစ်ချိန်သူကဒီရေချိုးပွဲတော်ကြီးကြာနော်အဲ့ဒါဂင်္ဂါရဲ့တရဘူရဲ့ရမုံနာရဲ့မြေသုံးခုစုံတဲ့နေရာအဲ့ဒါလူဘလောက်ရေချိုးနေတယ်မှာလဲတန်း480အခုရေချိုးနေကြတာတန်း480ရှိလူအုပ်ကြီးပြိုတော့သေတာရာနဲ့ချီပြီးလှုပ်တာပဲဒါရေချိုးပွဲဘာလို့ရေချိုးပွဲလှုပ်တာလဲဟိုဟိမွန်နာမှာတရားကျင့်နေတဲ့စာဓုကြီးတွေလာပြီးရေချိုးကြအဲ့စာဓုကြီးတွေအောက်ကိုလာပြီးသူတို့ကစာဓုကြီးတွေချိုးတဲ့ရေကိုသူကအဆင့်ရေချိုးပွဲမှာချိုးကြတာတနိုင်ငံလုံးကကာယထာလေးအကိုအဲ့ဒီပဲအကုန်စုပြီးတော့ဒါပါရဏဂယာဆိုတဲ့မြို့မှာလေမြေသုံးခုဆိုတဲ့နေရာမှာရေချိုးပွဲအကြီးကျယ်ဘုံတို့အဲ့ဒီမြို့ချောင်းလန်းနေတာသူ့ရှောင်းပြီးတော့မနေ့အချိန်ကြီးသွားပြောချင်တာကအဲ့ဒါသူတို့ကိုးကွယ်ရုံကြည့်ပဲရေကိုကိုးကွယ်တာဘာကိုကိုးကွယ်တာဆိုအိန္ဒိယမှာတော့ကိုးကွယ်ရုံကြည့်မှုတွေအများကြီးပေါ့ကိုးကွယ်ရုံ1000ဝန်းကျင်လောက်ရှိတယ်အိန္ဒိယတနိုင်ငံမှာပင်သိမ်းပင်လဲကိုးကွယ်တယ်ဗျတမာပင်လဲကိုးကွယ်တယ်ဗျဒါကြောင့်သူကတစ်ပင်လဲကိုးကွယ်ကြတယ်နော်အဲ့ဆိုပင်သိမ်းပင်တမာပင်ကိုးကွယ်တာမဆိုးဘူးဟောမြန်မာဆိုရိုးစကားရှိတယ်ပါအိရှိတမအိနောက်ခရက်စီးပွားတက်မြန်မာဆိုရိုးမရှိဘူးလားမြန်မာကိုယ်ဝယ်ရလည်းမဟုတ်ဘူးဆိုရိုးနော်ဆိုရိုးဆိုတာဘာလို့ဆင်လာတိုင်းလက်ခံယုံကြည်ခဲ့တဲ့ဟာလေးပေါ့ဗျာအဲ့တော့အိရှိတမပဲဆိုတမပင်အေးရတယ်လေအေးချမ်းချမ်းနေလို့ရတယ်နောက်တမရွက်နော်အသုံးရတယ်အများကြီးတမရွက်ပဲသားမလားတမရွက်ကိုမြေသွေးပဲလုံးလားအများကြီးလုပ်လို့ရအိနောက်ခရက်ပင်လေးရှိတဲ့အခါကျတော့မိဘေးအန်တွေလည်းကာကွယ်ပြီးတတ်ဖြစ်တယ်အမြဲသိမ့်ပင်ကိုဗျနောက်တော့ခရက်ရွက်လေးတွေပါလေးတွေစားလို့ရောမရဘူးလားစေဝါဖြစ်တဲ့ဟာတွေအများကြီးရှိတယ်လေ
ဟုတ်ပလားဆိုတော့အိန္ဒိယကျတော့အိရှိတယ်မှာအိနောက်တော့ပင်စိမ့်ဟောပင်စိမ့်နဲ့လည်းကောင်းတယ်သူတို့ကကျတော့ကိုးကွယ်ယုံကြည်မှုနေတယ်ကိုးကွယ်ယုံကြည်မှုနေတယ်သူစိုက်တကယ်တမ်းကျတော့စေကြရဆိုတော့လည်းအလုပ်ဖြစ်တယ်ဝိသိမင်းသားရင်ဥမာကြီးကင်သာဥလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂတွေပဲရုပ်တရက်မရဘူးပေါ့ဗျာဆိုတော့ပင်သိမင်းသားတဲ့နာစေချမ်းပြောတာမဟုတ်ဘူးနော်စာထဲမှာတွေ့လို့ပြောရတာဟုတ်လားတော့ကြဘုန်းကြီးစေကုနေတယ်ထင်နေလေပါနော်ကဲဟုတ်ပြီအဲ့ဒါဆိုတော့တလိษံကိုမြောက်လဲကိုးကွယ်တယ်နွားလဲကိုးကွယ်တယ်ခွေးလဲကိုးကွယ်တယ်ကောကုရဝရိယကတော့ပါသေနနဲ့ပုံနေရတို့ဘာကိုးကွယ်ကြသေနကခွေးလို့ကျင့်ပုံနေရနွားလို့ကျင့်နွားလို့ကျင့်ရင်ဘာဖြစ်မှာပြင်းပြင်းထန်ထန်ကျင့်ရင်အတိအကျတူအောင်ကျင့်ရင်သေဘာဖြစ်မှာနွားလို့ဖြစ်အဲ့နွားလို့ကျင့်တဲ့အကျင့်ကချမ်းသာကြောင်းပေါ့နော်နောင်တရာချမ်းသာဒီပါဖြစ်ဖို့လို့ယုံကြည်မှုနဲ့ရောဆိုရင်ဒိဋ္ဌိပါဒဖြစ်သွားတယ်ဗိဇ္ဇာဒိဋ္ဌိဖြစ်သွားသိရင်ငရဲကြမယ်နွားလောက်တယ်မကတော့ငရဲကြအနေဆုံးတရိษံဖြစ်မယ်ဆိုတော့အပယ်လေးပါးကြမယ်လို့ဘုရားပြောတာဟုတ်သေနနဲ့ပုံကြီးကအဲ့ဒီချက်မှသူတို့လန့်သွားပြီဟုတ်လားပုံနာကနွားလို့ကျင့်အဲ့တော့သူနွားအကျင့်ကိုဖြတ်ပြီးတော့တရဏဂုံတီးသွားတေနည်းကတော့ဘုန်းကြီးဝိတရားအတွက်ယဟန္တာဖြစ်သွားတယ်ဘုရားနဲ့တွေ့လို့ပေါ့ကဲဒါတွေကတော့မှားမှားယွင်းနေဆိုတော့ယောဂီတို့ရှင်းရှင်းလင်းလင်းသိလားမသိဘူးလားဘုန်းကြီးစာလက်တက်တယ်ကရုံကြီးနဲ့သင်္ကန်းနဲ့နာမည်ရှိတယ်ဘွဲ့တွေရှိတယ်တတိထားအဲ့ဒါမှယောဂီတို့ဒုက္ခရောက်မှာဟိုကခွေးလွန်သွားလို့ယောဂီတို့ကြင့်မလားမကြည့်ဘူးဒါသိတယ်နော်ဒါပေမဲ့ဘုန်းကြီးဟောတာနော်စာတက်တဲ့ဘုန်းကြီးနာမည်ကြီးတဲ့ဘုန်းကြီးတို့ယောဂီတို့ကယုံရောသိရောပုဒ္ဒကနော်အဲ့ဒါသတိထားကြဒါကြောင့်အကျင့်မှန်တယ်မမှန်ဘူးစိတ်ကပ်မှုချက်ကပ်တဲ့အခါကျတော့တန်းပြီးတော့ပုဂ္ဂိုလ်ကူးဝဲမှုအများကြီးမိကုန်မှုမလွတ်လိုက်နဲ့သူ့ရဲ့ပြောအဆုံးအမတွေကိုလေ့လာပါဦးစာပေနဲ့တဘောပေါက်ရင်တရားတွေများများနာတော့မို့စာပေတက်ကျွမ်းတဲ့အကျင့်ပฏิပတ်ကောင်းတဲ့ဆရာသမားတွေနဲ့ချင်းကပ်ပြီးဒါဒီလိုဟုတ်သလားဗျာရှောက်တရားတော်ဘုံအမြဲတမ်းပြောတယ်တရားအားထုတ်တဲ့ပုဂ္ဂိုလ်ကအစစ်ပဲနဲ့ဆင်းတယ်ဥက္ကဟာတရားနာရမယ်တရားသားတွေဖတ်ရမယ်တရားသားတွေကိုပရိယတ္တိလိလာသင်ဖို့လိုလားမလိုဘူးလားပရိပု္ပ္ပာမေးရမယ်ဟောတင်းရုံနဲ့တင်လိုက်တော့အကုန်သဘောပေါက်တယ်အခုဘုံဘုံပြောလိုက်တယ်ယောဂီတို့အကုန်မှတ်မိလားအကုန်ရောနားလဲလားနားမလဲနိုင်ဘူးမမှတ်မှုနိုင်ဘူးလေဗျာတချို့ကကျတော့ဝီရောဓိဖြစ်သွားတယ်ရောသွားတယ်တချို့ကကျတော့အတိပ္ပယ်စဉ်းစားကြရမရှိဘူးအဲ့ဒါဆိုဘာလို့အခွင့်အခါကြုံရင်မေးဘုံဘုံနဲ့မကြုံရင်တခြားပေါ့မေးလို့မြန်လို့ရလောက်တဲ့ပုံကိုယ်တွေမေးပေါ့တွေ့ကြရလေချောင်းမမေးနဲ့တော့ပေါ့လားပြိပု္ပ္ပာအဲ့နောက်တစ်ခါအဲ့ဒါတွေကိုသဝနာတေချာချာစမ်းစစ်ပြီးတော့အားထုတ်ဖို့လိုတယ်သမ္မတနာပฏิဝေဒအဲ့ဒီနောက်မှာကြာရင်တော့ဘာလို့ကိုယ်တိုင်ထိုးထွင်းသိမြင်နိုင်ဖို့ထက်ဝိပဿနာဉာဏ်ရတဲ့အထိကြိုးစားအားထုတ်ရမယ်ဟောအဲ့ဒီအစဉ်၄တဲ့တရားအားထုတ်ရအဲ့ဒီကျမှတရားဆိုတာဒီလိုတွေ့မှာဟုတ်ပြီအခုယောဂီတို့ကနာတဲ့အသင့်ကိုဘယ်ကနေသွားနာလိုက်တာပုဂ္ဂိုလ်ရေးကြီးယုံမှုနဲ့သွားနာလိုက်တာကိုယ်ကယုံကြည်မှုမှန်တာနဲ့ပြောတာတော့မှန်တာနဲ့ပြောတော့မှားတတ်တာပြောဖို့လိုလည်းမလိုဘူးလားမှန်တာကိုတွေးသိခြင်းတဲ့ကမှားတတ်တယ်ဆိုကြတာသတိထားနဗုဇွန်နဲ့ဒုပွန်ကံကကိုယ်ွယ်ပါလေဆရာလွဲကငရဲအပေအမြင့်တွေဝတ်ွယ်ရှည်လျားရာကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးကလေနဗုတွေဒုတွေပွန်းပြီးတော့အကျိန်ပေါင်းများစွာတိဘက်ကြီးတွေဖရာတော်ဘုန်းတို့ဖရာပဲဒါပေမဲ့သူတို့ဖရာကဗုဒ္ဓပြိဋိဘံဆံဝတ္တတဲ့ဗုဒ္ဓမဟုတ်ဘူးသူတို့ကသာဝရဘုရားအနေနဲ့အတ္တမန်မှာပဲသူတို့လည်းတရားကိုကိုးကွယ်တာပါပဲသူတို့ကိုယ်တိုင်ကဘုရားဖြစ်မဲ့ပုံကိုယ်တွေကြီးတယ်အကုန်လုံးဒီလိုယုံကြည်တယ်ဩမဏိပရမေဟောပါဘုရားလောင်းလေဘုရားလောင်းကိုကိုးကွယ်တာဒိုက်ထိုးတယ်ဟောဒိုက်ထိုးတယ်အကြိမ်ပေါင်း8400ပြည့်ရင်သောတာပန်ကြိုက်ထိုးကြဟာအဘန်နေသားဒိုက်ထိုးနေသိပေးလိုက်8400ပြည့်အောင်ထွက်ပြေးတာပေါ့8400ပြောအကျိန်80လောက်ထိုးခိုင်းလိုက်ရင်တော့ထွက်ပြေးတယ်ဒီလေးနော်တိဘက်ကဟောမှာယောက်ျားမိန်းမအိန္ဒိယမှာလေဘောရကမှာလာပြီးတိုက်ထိုးနေကြလမ်းပေါ်လဲထိုးနေတော့တာပဲတရှောရှောနေအကျင့်လို့ထင်သွားတာတဏှာတရားမကောင်းဘူးလားဘုရားပွင့်တဲ့မြေမှာလာပြီးတော့ယုံကြည်မှုကိုးကွယ်မှုတွေလွဲမနေဘူးလား
ဖះနဲ့တွေ့တိုင်းတဲ့တာမဟုတ်ဘူးယောဂီတို့ဖះနဲ့တွေ့တိုင်းမတဲ့ဘူးဟုတ်ပြီနော်အဲ့တော့ဖះရဲ့အဆုံးအမတရားတွေနဲ့တွေ့ဖို့ရည်ကြီးအဲ့တရားနဲ့တွေ့တယ်ဆိုအခုနဲ့အထုံပါရမီပါအောင်လေ့ကျင့်ထားဖို့လိုလားမလိုဘူးလားလိုတယ်နော်ဒါအရေးကြီးလို့ပြောတာမှန်လားအေးအဲ့ဒါကြောင့်နဘူးတွေဒူးတွေပွန်းခံပြီးတော့ကိုးကွယ်တယ်စီးကက်တယ်ပူဇော်တယ်ရှ िख ိုးတယ်သို့တော်လည်းပဲဘုရားရှင်ရဲ့အဆုံးအမသင့်မှန်တဲ့တရားတွေနဲ့မတွေ့ဘူးဆိုရင်ယောဂီတို့တန်ရာကဝိဒုက္ခလဲနေဦးမှာပဲတန်ရာရှင်းနေဦးမှာပဲကြောက်စရာကောင်းလားမကောင်းဘူးလားကိုးကွယ်စီးကက်မှုမှန်ဖို့လိုမလို့လိုတာပေါ့ကင်ထားလိုက်တော့အဲ့လိုနဲ့ဟောလိုက်တယ်တဲ့ကြောင့်မြတ်စွာဘုရားကြီးရဲ့ဉာဏ်တော်ကိုယ်ရဲ့ကြီးကပေါ်တယ်မြတ်စွာဘုရားရဲ့ဇေတဝန်ကျောင်းနေပြီးတော့ဘုရားဆူဆူဆွတ်တော်မူတဲ့အာဝိဇဟိတဌာနဇေတဝန်ကျောင်းမှာမြတ်စွာဘုရားရှိရဲ့တလွန်ညောင်ဆောင်ရှိတယ်ဘုရားတိုင်းအဲ့ဒီနယ်ထဲမှာပဲညောင်ဆောင်ညဘက်အနားယူတဲ့အခါကန္နဂုရိတိုက်ထဲမှာညောင်ဆောင်ကြရင်ရှိအဲ့ဒီကညောင်ဆောင်ကဘုရားဆူဆူကအဲ့နယ်မှာပဲထိုင်ကြအဲ့နယ်မှာပဲကြိတ်ဆက်ကြအေးရထတင်မလေးလေးလူလေးချပြီးတာနဲ့ဒီနေ့မေတ္တာအရင်ဆုံးပွားမေတ္တာပွားပြီးကရုဏာတဘာဝဝင်စားပြီးတယ်ဘယ်သူမြန်တရားရမလဲလို့စကံဖတ်တော့ဘယ်သူသွားလို့အဂိတတတို့အုပ်စုကြီး1000ဒီနေ့ကျွတ်တန်းဝင်ကြမှာနော်အဂိတတဥဆောင်နဲ့ယတိပေါင်း1000ပရိသမယပတ္တယဟန္တာဖြစ်ကြမှာအဲ့ဒါကိုတွေးတဲ့အခါဘယ်တော့ပြောစရာကောင်းလဲဘုန်းဘုန်းတို့ဆိုပြောတာပေါ့သဘောပေါက်တဲ့လိမ္မာသွားမဲ့ယဉ်ကျေးသွားမဲ့တရားတွေကိုသဘောပေါက်သွားမဲ့သူတယောက်ရဖို့တောင်မလွယ်ဘူးလွယ်ရလားမလွယ်ဘူး1000တန်းနေတဲ့ရမှာဗျာနော်ဖះနေရာကြီးဖះတော့ပြောတယ်ဝမ်းသာတဲ့အထူးမရှိပါဘူးနော်တို့တော့ကျင့်တဲ့တော်ရှိမှာပေါ့အဲ့ဒါဟုတ်ပြီခဏတရားဟောမယ်ညနေပဲရောက်တဲ့အခါကျတော့သူသွားဟောမှာဗျာသွားမဟုတ်ခင်မြတ်စွာဘုရားကြီးကဘု து အရင်လွတ်လိုက်တယ်ဆိုတော့အရှင်မဟာကလန်လွတ်လိုက်တယ်ဘု து လွတ်လိုက်တယ်ရှင်မဟာကလန်ဘာဖြစ်လို့လွတ်တာလဲတကိုးပြမယ်အပိုင်းတွေပါလာလို့တကိုးပြမယ်အပိုင်းရှင်သာရိပုတ္တရာကိုသွားကြရှင်သာရိပုတ္တရာရှင်မဟာကလန်လောက်မကျွမ်းကျင်တကိုးပိုင်းပါလေအသိပညာပဲကျွမ်းကျင်တာတကိုးပိုင်းကျွမ်းကျင်ဆုံးဖြစ်တဲ့ရှင်မဟာကလန်လွတ်တယ်မောကလန်သွားလာအဂိတတတို့အုပ်စုရှိရဲ့အဲ့ဒီနေရာမှာသွားပြီးတရားဟောကြည့်ဆိုရှင်မဟာကလန်လှမ်းကြည့်လိုက်တယ်ဒီဘက်သက်ကဟာအုပ်စုကြီးရဲ့နေတာကြီးမဟုတ်ဘူးပြတ်1000ပြတ်တပည့်တော်ကိုတယောက်တစ်ချက်ဝိုင်းကျွေးလိုက်ရင်ဆွေးနွေးဝိုင်းလောက်လိုက်ရင်မတီးပြီးတော့မဝင်ရဲဘူးဗျရှင်မဟာကလန်တန်းလျှောက်တာတပည့်တော်မဝင်ရဲဘူးဗျဟောအုပ်စုကြီးတယ်မြတ်စွာဘုရားရှင်မြတ်စွာဘုရားရှင်နောက်ကလိုက်ခဲ့ရင်တော့ဒီလိုသွားမယ်ဘုရားတို့အခုတောင်းတယ်ဘုရားကလိုက်ခဲ့ပါမယ်ကွာမင်းသွားနေမှာနော်ဘုရားလည်းယုံကြည်ကြည်ပဲရှင်မဟာကလန်လွှတ်လိုက်တော့ရှင်မဟာကလန်ကသွားတာဉာဏ်ရှိတဲ့သူကိုစဉ်းစားလိုက်တာအုပ်စုလိုက်ကြီးတရားဟောရင်တော့သူတို့မကျေနပ်တာနဲ့ငါထကန့်ကွက်တာထပြီးတော့ဆဲကြဆိုကြရဲရဲပုံကြလှုပ်ရှင်လှုပ်ပါပြောမရဘူးနော်အဲ့ဒါဆိုတော့သူတို့အုပ်စုကိုအောင်လုပ်မယ်ဆိုပြီးတခါတည်းတကဲကိုမိုးကြီးတိမ်မဲရွာချလိုက်တိမ်မဲရွာချလိုက်တဲ့အခါကျခုန1000စုနေတဲ့အုပ်စုကကိုเจ้าနဲ့ကိုတက်ခက်เจ้าလေးတွေလေတပားနဲ့เจ้าလေးတွေပြေးဝင်ပြေးတယ်အဲ့ဒီချိန်မှာအဂိတတဆရာကြီးเจ้าကိုရှင်မမောက်ကလာဟဲ့အဂိတတယသိအဂိတတလမ်းခေါ်လိုက်ဟောမှာငါနာမည်ခေါ်အောင်80ကျော်နေဆရာကြီးလေဆရာကြီးလို့ခေါ်ရင်တော့ဟိုမှာဟုတ်လားကိုယ့်ရဲ့နာမည်ကိုခေါ်လိုက်တာလေအဂိတတဆိုရိုင်းတာကွာဘယ်သူတော့မှငါတပည့်တွေတော့မဟုတ်ဘူးဒါအတန်လဲစိမ့်ပဲထွက်ကြည့်တော့ရှင်မမောက်ကလာပြောရိုင်းလာပြီလားနော်ငါနာမည်ခေါ်ရလားတပည့်တော်တွေဘာတွေမသိသေးဘူးနော်အဲ့တော့ဘာလို့လားနေရာလေးတနေရာပေးသမှာရှင်မမောက်ကလည်းဘာတောင်းနေရာလေးနေရာပေးသမှာဆိုတော့ဟိုနေရာပေးကြမရှိဘူးမကြည့်ဘူးလေမကြည့်နေရာပေးကြမရှိဘူးငါဒါကဟိုတယ်မဟုတ်ဘူးတဲကိုကမဟုတ်ဘူးတခြားသွားခြင်းတဲ့နေရာသွားဒီမှာနေရာပေးကြအထူးမရှိဘူးအကုန်လုံးတွန်းတယ်သူပြည့်နော်နေရာအထူးဒီမှာအဖို့မရှိဘူးဆိုတော့လူကလူနေရာလာနွားကနွားနေရာယဟန်ကယဟန်နေရာလာသူတော်ကောင်းနေရလာတာဟုတ်ရှင်မမောကလည်းအဲ့ဒီစကားပြောလိုက်တော့အတင်းကယဟန်မို့လို့လားဟုတ်တယ်ယဟန်အဲ့ဒါဆိုယဟန်နဲ့ပတ်သက်တဲ့ပရိက္ခာတွေပြတယ်သူတို့ကယသိသူတို့ကသူတို့ယဟန်လို့လာထင်တာတကယ်တည်းကျတော့ဘာဖြစ်နေယသိဆိုတော့သူတို့ကယသိတဘိုးပါမယ်အရှိရတောင်းတလုံးနောက်ကတောင်းတလုံးပါမယ်ယသိတောက်ချပါမယ်ယသိတွေအသုံးဆောင်တွေသူပြတယ်ဘယ်မှာတော့ယသိအသုံးဆောင်တွေယသိပရိက္ခာတွေဘယ်မှာတဘိုးတွေဘယ်နာထားခဲ့တောင်းတွေဘယ်နာထားခဲ့မေးတော့ရှင်မမောကလည်းငါအဲ့ဒါတွေဝင်ကြည့်လို့တဲ့မသိခဲ့ဘူးတဲ့ဘိုက်ထဲပဲအကုန်လူကိုယ်ခန္ဓာကိုယ်မှာပဲကပ်ပြီးတည်ခဲ့တယ်ဆိုတော့မဖြစ်နိုင်တာဘာညာစေတုပ္ပန်ဆိုပြောတယ်နောက်တော့ရှင်မမောကလည်းအခြေတင်စကားပြောပြီးတဲ့ကိုင်းအဲ့ဒါဆိုလေဟိုနေရာတနေရာတော့ရှိတယ်နော်ဒါ
ဒါပေမဲ့အဟိစက်တာကောင်းကြောက်လို့နဲ့ငွေတကာကြီးအတော်ဆိုးတဲ့ဟာကြီးနော်အဲ့နေရာကိုသွားနေမလားရတယ်အဲ့နေရာနေဆိုလည်းနေမယ်ဒါပေမဲ့တာဝန်တော့ကြီးတယ်နော်ယဟန်လို့ပြောတဲ့အချိန်အာမတော်ခံဘူးသွားချင်သွားရပါတယ်သွားလိုက်ပါမယ်ဆိုသွားလဲသွားရောဟိုကစီးပြီးတော့မိအခိုးတွေလွတ်တော့တာခါတဲ့အခိုးတွေလွတ်လိုက်တာအခိုးတွေလွတ်လိုက်တော့အခိုးဆိုအငွေ့တွေပေါ့မိကုန်ငွေ့လို့အစိတ်ငွေ့တွေလွတ်တယ်အစိတ်ငွေ့တွေလွတ်တော့ရှင်မမောက်ကလာလည်းခါတဲ့ဝါယောကတိုင်းဝင်စားပြီးတော့အစိတ်ငွေ့တွေပြန်လွတ်နဂါကြီးမွတ်ထူသွားတာအဲ့ဒီအစိတ်ငွေ့တွေကဘလောက်များလဲဗြဟ္မပြည်တီရောက်နတ်ပြည်6ထက်ကနေလွန်ဗြဟ္မပြည်တီရောက်ဘလောက်များလဲနော်မိတော်ကြီးပေါက်နေတဲ့ခါကြည့်ပေါ့မိကိုတွေတခုမှုတ်ထုတ်နေလို့ပေါ့နော်အဲ့ဒါကြည့်နေဟောကိုတော်ကြီးတော့ပြုတ်ပြီးတင်နေနောက်တကအခိုးလွတ်လို့မသေးဘူးခါဆိုပြီးတော့အလျံပေါ့မိတော်ကြီးတွေလွတ်မိတော်ကြီးတွေလွတ်တဲ့ကရှင်မမောက်ကလာလည်းဝါယောကတိုင်းဝင်စားနေပြီးတော့အဘိညာသဘာဝနဲ့တေသောကတိုင်းပဲကူးလိုက်တယ်တေသောကတိုင်းပဲသူ့တဲ့ကြီးတဲ့မိတွေလွတ်တခါတည်းခါကြီးမီးလောင်တော့တဟိုးလောင်ဗြဟ္မပြည်တက်လာဖေရောကိုတော်တော့သွားပြီးကျွန်းမိတင်နေမနေ့ကကျတော့ပြာတော်တွေးပါမလားဒီလိုမျိုးထင်တယ်နောက်နေ့မနေ့လည်းရောက်ရောဒီနဂါကြီးကတကိုးတွေဘလို့မှသူ့ရဲ့အစွမ်းတွေပြပြီးတော့မနိုင်တဲ့ခါကျတော့ဟောမန်ချိုးသွားတယ်အဲ့မှာရှင်မမောက်ကလန်ကိုသဲပုံမှာနဂါကြီးကခွေးပြီးအပေါ်ကနေထီးလို့မိုးတာမနေ့ကျတော့လာပြီးတော့ရသေးတောင်ညတော့တဝုံးနဲ့လေမိတော်ကြီးပေါက်နေလို့စဉ်းစားကြည့်ပေါ့နော်ညာကြီးမှာလေမိကိုတွေထွက်လိုက်မိတွေထွက်လိုက်နေတော့ဟာဒီကိုတော့သိပြီထင်တယ်ကြည့်လိုက်တော့အကောင်ပကတိညတော့ဒီနဂါကြီးနဲ့ပြဿနာဖြစ်နေတာမဟုတ်ဘူးလားနဂါကြီးတိုက်ခိုက်နေတာမဟုတ်ဘူးလားဟုတ်တယ်အခုချိန်နေပဲနေတော့မင်းတို့ကြည့်ပေါ့ဟိုမှာနဂါကြီးပါဖြစ်အဆွဲကြိုးသွားမှန်ကြပါနော်အေးမင်းတို့ကြည့်လိုက်လေအခြေအနေကြည့်လိုက်လေအခြေအနေတစ်ချက်ကြည့်လိုက်ပေါ့ဘာဖြစ်သွားနဂါကြီးလိမ်မာရင်ကြေးသွားပြီဆိုတော့အတော်တကိုးကြည့်တာပဲအတော်တကိုးကြည့်တယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားရှင်ကောင်းကင်ကကြွလာတော့အရှင်သာရိပုတ္တရာကအရှင်မောက္ကလန်သူထိုင်နေတဲ့နေရာကိုဆင်းပြီးတော့ရှ िख ိုးဟာဒီအခုကြွလာတဲ့ယဟန်အသင့်တက်ပို့ပြီးတော့တကိုးကြည့်လာငါတပြည့်ပဲရှိတယ်ဒါငါဆရာဆရာဆိုတော့တော်ပြီနော်ဒီလောက်ဆိုရင်သဘောပေါက်ပါပြီတကိုးတွေပါလေပြတ်ဖို့မလိုတော့တွေ့လားမြတ်စွာဘုရားအဲ့ဒါ delegation လုပ်တယ်လို့ခေါ်တာလုတ်ပိုင်ခွင့်အာဏာစွမ်းအားနော်ယုံကြည်နဲ့အထင်လိုက်တဲ့အခါဘာဖြစ်သွားဆရာရောမတတ်တာလားလုပ်ငန်းတွေကိုပြေးပြောင်းသွားတယ်မြတ်စွာဘုရားရှင်လှုပ်သွားနော်အဲ့ဒါနဲ့ရှင်မောက္ကလန်ကနော်ဆင်းပြီးတော့ရှ िख ိုးတဲ့အခါအကုန်လုံးကပြားဝတ်မြတ်စွာဘုရားရှင်ကိုရှ िख ိုးကြရောတဲ့ယသိတွေအဲ့ချိန်မှာမြတ်စွာဘုရားရှင်ကဘဟုဝေသရဏံယန္တိပပတ္တာနိဝန္နာနိသာအာရမရုက္ခစေတယာနိမနုဿာဘယတိတိတာနေတံကောတရဏံခေမံနေတံတရဏမௌဒ္ဓမံနေတံတရဏအကမ္မတဗ္ဗဒုက္ခပမုဇ္ဇတိစရှိတဲ့ဂါထာ၅ခုပေါ့ဗျာမြန်မာလိုပဲပြောရပါမယ်နော်ဘောဝေတရဏယန္တိပပတ္တာနိဝန္နာနိသာအာရမရုက္ခစေတယာနိမနုဿာဘယတိတိတာဘယတိစိတာတရားကိုကြိုင်ထားလိုက်ကိုးကွယ်မှုဘယ်ဟာစဆိုကြောက်တာကစရောကိုးကွယ်မှုဘယ်ဟာစကြောက်တာစသရဝါတွေဟာကြောက်ရွံ့ထိတ်လန့်ကြတဲ့အခါဒီနေ့ဘုံဘုံတို့အိန္ဒိယရောက်တဲ့အခါအိန္ဒိယရဲ့နှစ်2000ကျော်နှစ်1000ကျော်ရှေးဟောင်းဒီမြူဇီယံကြီးတွေသူ့ဖော်ထားတဲ့နေရာတွေကအကုန်လိုက်ကြည့်လိုက်တဲ့အခါကျတော့ဘာကိုသူတို့အဓိကထားပြီးကိုးကွယ်ကြတယ်လဲဆိုတော့ရှိဝကိုကိုးကွယ်တာဘာကိုကိုးကွယ်တာနော်ဆိုတော့အိန္ဒိယမှာနတ်3မျိုးရှိတယ်သူတို့ကိုးကွယ်တဲ့ဘုရားပေါ့နော်ဗြဟ္မာဗိဒ္ဓနိုရှိဝဘယ်နှခုတော့ကဲအနက်ရောင်ကျတော့ရိုင်းနေပါလေအပြာရောင်ဝိတ်ချိုင်ဗြဟ္မာဗိဒ္ဓနိုရှိဝပြောပါတယ်တော့ဗြဟ္မာခရီတာပဲတရှိတမဲ့အကုန်လုံးကိုဗြဟ္မာကဖန်ဆင်းတာသူတို့ယုံကြည်တာနော်ဟုတ်လားအဲ့ဒါဗိဒ္ဓနိုဗိရှ္ဏုက protector ပဲဖန်ဆင်းထားတဲ့တရှိတမဲ့တွေအကုန်လုံးကိုကာကွယ်နေတယ်အသက်တွေအခုဒီလူတွေအသက်ရှင်အောင်စောင့်ရှောက်ပေးတာဗိဒ္ဓနော်ဒီဗိဒ္ဓနိုကဟုတ်လားတောတောင်ရေမြေစာအုပ်တွေမပြည့်သေးအောင်ဗေဒနိုကကာကွယ်ဟိုပြည့်သေးတော့တည်တော့ပြည့်သေးသွားတော့ရောစစ်မှတ်တွေဖြစ်ပွားလို့သဘာဝအန္တရာယ်ကြောင့်ပြည့်သေးသွားဘယ်သူပြည့်သေးရောရှိဝကဖြစ်စီတာဗြဟ္မာဗေဒနိုရှိဝနော်ဒီဟာ creator ဒီက protector ဒီဟာ destroyer ဘယ်သူကိုကိုယ်ပဲကြ destroyer ကိုကြောက်တာလေလက်နဲ့ကင်ထားတာဟုတ်တယ်ဟုတ်လားသူအဲ့ဖရားထဲမှာလည်းဒီလက်နဲ့တွေကြီးတယ်နော်ရှိဝလက်ထဲမှာလည်းပါလက်နဲ့တွေကြီးတယ်ခရင်ကွာကြီးတွေ့တယ်လေတွေ့ရမလားခရင်ကားတယ်မကဘူးတင်းပုတ်တွေရောဘာတွေရောသူအများကြီးသူစောင်းတော့တွေ့လိုက်
ဥရှိမိုးကြီးမကူကချထားတယ်ထေကြီးကွက်တယ်တော့အာကြောက်တာပေါ့ကြောက်ပါတယ်ဗျာကူကရအဲ့ဒါကြောင့်တို့အဆက်ဆက်ကရှိဝကိုအခုလေပုဗ္ဗာအောင်ကျောင်းနေရရောက်တယ်ဆိုရင်ဝိသကရဲ့ပုဗ္ဗာအောင်ကျောင်းနေရကျောင်းရဲ့မုတ်ဦးဆောက်ဦးပြရတခုရှိဝလိန်နိုင်ကြီးကိုကွယ်ခဏအိန္ဒိယဘောရကမဟာဗောဓိစီတီထဲမှာဝိပဿနာဘုရားရှင်ရှိဝလိန်နိုင်ကြီးကိုကွယ်ထားတဲ့နေရာရှိတယ်နော်ပဋ္ဌာန်းကျမ်းတွေကိုပဋ္ဌာန်းပိဿုဒိတာပါဠိတော်ပဋ္ဌာန်းအဘိဓမ္မာခုနှစ်ကျမ်းကိုရှင်သာရိပုတ္တသူတပည့်တွေပြန်ဟောတဲ့ရှင်သာရိပုတ္တရာကျောင်းနေရတက္ကရာနဲ့ကိုမှာရှိဝပဲကိုတဏ္ဍာကလုံးကိုရင်ရဟုလာကိုရင်ဝတ်ပေးတဲ့ကုန်းဏိကြောရအောင်ကျောင်းဒီဘောမှာရှိဝပဲကိုဏိကြောရအောင်ကျောင်းမြတ်စွာဘုရားရှင်ဘုရားဟောခဲ့တဲ့နေရာဒီနေရာလဲရှိဝပဲကိုနော်ကြောက်လို့ပြောပါဖြစ်လို့တော့ဖြက်စီးပြလိုက်မလို့လှုပ်ပြလိုက်မလို့တတ်ပြလိုက်မှဆိုတော့ဘာဖြစ်တော့ကြောက်ပါပြီဗျာဆိုပြီးကိုယ်ွယ်ကြတာအဲ့ဒါကိုယ်ွယ်မှုအဲ့တိုင်းဒါကြောင့်ဘဝေသရဏယန္တိပပတ္တာနိဝနာနိစာအာရမရုက္ခစေတယာနိမနုဿာဘယတိတိတာဘယတိစိတာကြောက်လို့တဲ့နော်ကြောက်တဲ့အတွက်တရားတွေဟာတော်တွေကိုယ်ွယ်တယ်တောင်တွေကိုယ်ွယ်တယ်နော်အဓိကရတစ်ပင်ကြီးတွေကိုယ်ွယ်တယ်စစ်တီဆိုတာပါကိုယ်ွယ်ရပေါ့စစ်တီဆိုတာတစ်ပင်ကြီးတွေလည်းသေတီခေါ်တာပဲဟုတ်ပလားအစလဇေတီတို့နော်ဂေါတမကဇေတီတို့မြတ်စွာဘုရားရှင်နော်ဝေသာလီမှာနေသွားတဲ့နေရာအဲ့ဇေတီဆိုတော့အရင်တော့ဘုန်းတို့ကြောက်တွေဥပုံတွေအစာအုပ်တွေလို့ထင်တာမဟုတ်ဘူးတစ်ပင်ကြီးတွေလည်းဇေတီလို့ခေါ်တာကံကြည့်ကနာနုသောကတ်တာဘာလို့သူဇာတာဇေတီကိုကတ်တာညောင်မင်းကိုဇေတီဒါပဲသူတို့တာစုပန်တဲ့နေရာလေသူတို့ကိုးခွက်ရာတစ်ခုနေတယ်ဒါကိုးခွက်ရာကိုတော့ပဲဖြစ်ဖြစ်တောင်ပဲဖြစ်ဖြစ်သင်ပင်ပဲဖြစ်ဖြစ်အဓိကရနေရာပဲဖြစ်ဖြစ်မြစ်ပဲဖြစ်ဖြစ်ချောင်းပဲဖြစ်ဖြစ်အဲ့ဒါတွေဘာလို့ခေါ်စေတီဒီလိုမျိုးခေါ်တယ်နော်စာပေထဲမှာစေတီလို့ပြောရင်ကတော့အုပ်ပုံစာအုပ်တွေနဲ့ရွှေတကုံလိုပဲလှမ်းမမြင်နဲ့နော်အဲ့ဒါတွေအကုန်လုံးကိုစေတီလို့စာပေမှာဒီလိုတွေ့လိမ့်မယ်နော်ကံရောက်ပြီအဲ့လိုနဲ့ကိုယ်ကရအခုကြည့်ဗြဟ္မာပေဒနောရှိဝဘသူ့ကိုအဓိကထားကိုယ်ပဲလေဘာဖြစ်လို့လဲကြောက်လို့တဲ့ကြောင့်ဘုရားပြောတာနော်ကိုးကွယ်မှုဟာဒီကြောက်တရားကြောင့်တရားတွေဟာကြောက်တဲ့အတွက်နော်ဘာတွေကိုတော်တွေတောင်းနေတစ်ပင်ကြည့်လေတော်ကြီးတဲ့ဝင်သွားတဲ့ကနေပြောက်တော်မတူဟာစိတ်ချမ်းဒီတော်ကြီးတဲ့တော်သုံးနှက်ကြီးရှိလောက်တယ်ရုပ်သူကြီးတွေရှိလောက်တယ်တော်ရမျက်စိလည်းမနဲ့လုံးပဲမျက်စိလည်းမှာသူတို့ဟာတိရွက်လေးတိရွက်ကောက်တင်သွားဒါကိုးကွယ်တိရွက်လေးတိရွက်နော်ဟိုဒီချောင်းထဲကကြောက်တော့မတည့်ခဲနဲ့နော်ကားမောင်းလို့မရတော့ဘူးနော်ကြောက်တော့နဲ့အိမ်ရောက်တော့ပြန်ဖို့ရတော့သူမောင်းခိုင်တယ်ဟုတ်လားဘုန်းတော်တကယ်ကြီးဥမာအောင်မန်းမှာတိပင်နေခုတ်တာအထင်းရှုပင်နေခုတ်တာအဲ့ဘုန်းကြီးကတော်တယ်ဘာလို့လဲထင်းရှုပင်တွေကိုနှက်စင်လိုက်တာဟာကဲနှက်စင်ဆောက်လိုက်တော့ဘယ်သူမှခိုးရတော့ထင်းရှုပင်တွေကိုနှက်စင်လိုက်ဆောက်လိုက်တဲ့ခါဒါနှက်နေတဲ့အပင်လို့ထင်ဘယ်သူမှလက်ဖျားတဲ့တောင်မတွေ့ရဘူးကြံတော့ကြီးကြီးသေးသေးဂုံခုတ်တာနော်ဘုန်းကြီးညံကောင်းတယ်နှက်စင်လိုက်ဆောက်လိုက်တာဟုတ်လားနော်အခုမြန်မာပြည်မှာညောင်မင်းခိုးရလားကဲတော်တဲ့နေနေရွာတဲ့နေနေညောင်မင်းဆိုတကုံကြောက်တယ်နော်အေးဘာဖြစ်လို့ကိုးခွေရာရှိတယ်ရုပ်ကစိုးကြီးတယ်လို့ဒီလိုထင်လို့နော်အဲ့ဒါတော့အဲ့ဒီတိုင်းပဲလူတွေရဲ့စိတ်ကလည်းအကြောက်တရားကိုအခြေခံပြီးအာကိုးရရှာကြအဲ့လိုအာကိုးရရှာရင်လည်းလွဲကြမြတ်စွာဘုရားရှင်ကဒါကြောင့်အဂိတတာတောတွေတောင်တွေမြစ်တွေချောင်းတွေကြောက်တုံးတွေအရန်တွေခုနမြေခွက်ကြီးတွေအဲ့ဒါတွေကိုကိုးကွယ်နေလို့ဝိသုံးမမလွန်မြောက်နိုင်ဘူးကွာဇာတိစားရှိတဲ့ဒုက္ခတွေမလွန်မြောက်နိုင်ဘူးကွာအဲ့လိုလွန်မြောက်သွားတဲ့သူဆိုတာတယောက်မှမရှိဘူးကွာဘုရားရှင်ကပြောပြတယ်လေပြီးတဲ့အခါကျတော့နော်ဒီဖရာတရားတန်ခါကိုကိုးကွယ်ရတယ်ပြောပါဦးကိုးကွယ်ရဖရာတရားတန်ခါကိုကိုးကွယ်ရတယ်ဆိုတော့တန်းပြီးတော့အဂိတတတို့ကကိုးကွယ်ခြင်းသိပေါက်သွားတယ်ဘာဖြစ်လို့လဲတန်ခါဖြစ်တဲ့ရှင်မမောက္ကလန်ကတကိုးပြတယ်တန်ခါပေါ်မှာသူတို့ယုံကြည်မှုရှိမသွားဘူးလားယုံကြည်မှုရှိတဲ့တန်ခါကိုအားကြတယ်သဘောကျတယ်တန်ခါရဲ့စွမ်းရည်ကိုလက်ခံလိုက်တယ်ဆိုတာကတန်ခါနုဒ္ဓတိပွားအနုဒ္ဓတိပွားလိုက်ဒေါဂီတို့ဒါသမာဓိနော်ဟုတ်လားအနောက်တကမြတ်စွာဘုရားရှင်ပြောတဲ့တရားကိုနားထောင်တော့ဓမ္မနုဒ္ဓတိအခုယောဂီတို့တရားနာတယ်ဓမ္မနုဒ္ဓတိပေါ့မှန်ရလားဘုံမောတချင်းဆိုပြနေဟုတ်လားရည်တရားတွေပြောနေတာဟုတ်လားအေးလေအဲ့ဒါဓမ္မနုဒ္ဓတိဆိုဒီလိုမှပွားလို့ရမှာပေါ့ဟုတ်တယ်မလားရည်တရားပြောရင်ယောဂီတို့ဘာလုပ်ရည်မှာပေါ့ငူအောင်ပြောရင်ဘာလုပ်ကုသိုလ်ရမရဘူးเนาะဒါကြောင့်ဓမ္မနုဒ္ဓတိတရားအနှိတ်ကိုဒီမှာပြောနေတဲ့အခါကျတော့
အဲ့ဒီမှာမြတ်စွာဘုရားရှင်ပြောတဲ့တရားကိုနားထောင်နေတဲ့အချိန်မှာခုနအဂိတတနဲ့နောက်ကတက်တောင်းဟာဘာဖြစ်ဓမ္မနုဒ္ဓတိတရားပေါ်မှာသောခါတော်ဈာနာယောပင်အပူဆင်း၍ကျင့်လျင်ချမ်းသာကျင့်ပြီးကလည်းလွန်သားငြိမ်းချမ်းနိဗ္ဗာန်ဖြင့်စက္ကန့်တဲ့အောင်မှန်လျင်ရည်မြော်ကောင်းစွာဟောကြားတော်မူအပ်တော်တရားတော်မြတ်ပါတကားသောခါတော်လေသူအခါတာသူကောင်းကောင်းအခါတာဟောခဲ့တယ်ပြောခဲ့တယ်အစအလယ်ဆုံးစနာလိုက်ရပြီဆိုရင်ဘုရားနဲ့ပတ်သက်ပြီးအော်ဒီလိုတွေတရားတော်နဲ့ပတ်သက်ပြီးဒီလိုတွေပြောပြလိုက်တဲ့ဆိုရင်ကိုနာလိုက်ရတာကိုဟာအဲ့ဒီတရားပေါ်မှာသက်ဝင်ယူကြည့်သွားတာနဲ့အများအပူဆင်းသွားတယ်။ဈာနာယောပင်အပူဆင်း၍ကျင့်လျင်ချမ်းသာမှန်ကန်တဲ့ကိုယ်ကွယ်မှုရအကျင့်တွေမှန်သွားတော့ဘာဖြစ်သွားချမ်းသာသွားတာပေါ့တရားတော်နဲ့ပတ်သက်ပြီးခုဒီအဂိတတဘဝမှာဒီကာထာတွေဟောနေတဲ့အခါမှာသူကဓမ္မနုဒ္ဓတိပွားခါတဲ့တရားတော်အောင်ဆိုင်ဗုဒ္ဓနုဒ္ဓတိဖះကကြွလာတယ်ဆိုရင်ပဲကြွလာတာဘုရားကလက္ခဏာတော်ကြီးငယ်အသွဲဖြင့်ဆိုတာဘုရားရှင်ရဲ့လက္ခဏာတော်ကြီးငယ်အသွဲလည်းတပ်ပေတယ်ရှင်မမောက္ကလန်ကိုယ်တိုင်ကရှ िख ိုးတယ်ဆိုတော့ဘုရားပြောလိုက်တဲ့စကားတွေနားထောင်လိုက်ရတာလေဗုဒ္ဓနုဒ္ဓတိကအပွားပြီးတာဟောဗုဒ္ဓနုဒ္ဓတိဓမ္မနုဒ္ဓတိသံဃာနုဒ္ဓတိယောဗုဒ္ဓိသဓမ္မိသသံဃိသတရဏံကတော်နော်ဘုရားတရားသံဃာကိုကိုးကွယ်မှသာလေတစ္ဆာလေးပါးတရားတွေကိုဉာဏ်နဲ့သိမြင်မှသာလေအဲ့ပုဂ္ဂိုလ်ကအမှန်တကယ်ဘေးကင်းမယ်အဲ့ရှင်ဒီတရားပြောတယ်နော်အဲ့ကြောင့်ဒုက္ခသစ္စာကိုသိရမယ်ဒုက္ခဖြစ်ကြောင်းအကြောင်းသမုဒယသစ္စာကိုသိရမယ်ဒုက္ခလွန်မြောက်ကြောင်းនិရောဓကိုလည်းသိရဒုက္ခလွတ်ရောက်လွတ်ကြောင်းဖြစ်တဲ့အကျင့်မဂ္ဂင်၈ပါးပါတယ်နော်မဂ္ဂလမ်းစဉ်နဲ့ကျင့်တဲ့ပုဂ္ဂိုလ်တရားသားလေဟင်တကယ်ကိုဇာတိအစားရှိတဲ့ဒုက္ခတွေအပြီးတိုင်လွန်မြောက်ကြလိမ့်မယ်ဣတံခောတရဏံခိမံဣတံတရဏမုဒ္ဓမံဧတံတရဏမာဂမတဗ္ဗဒုက္ခပမုစတိဘာကိုကိုးကွယ်ရမလဲဖယားတရားတန်ခါအလုံးပြောပါရဲ့ဟုတ်ဘုရားတရားတန်ခါယနာမြတ်သုံးပါးကိုကိုးကွယ်ရမယ်လို့ပြောလိုက်တဲ့ကဗုဒ္ဓနုဒ္ဓိဓမ္မနုဒ္ဓိသံဃာနုဒ္ဓိတရားဘလို့ရသွားလဲဆိုတော့ယောဂီတို့သိသိချင်းလို့ပြောတာနော်ဘုရားတရားတန်ခါကကိုးကွယ်ရပါနဲ့ခုတွေ့လို့ဘုရားကိုကိုးကွယ်မယ်ဆိုတော့ဘာသိရဘုရားရဲ့ဂုဏ်တွေကျေးဇူးတွေစွမ်းရည်တွေအည်ချင်းတွေပေါ့ရတကားနဲ့ပြောတော့အဲ့ဒါတွေသိရအရဟံဘာဖြစ်တာအရဟံကိလေသာတွေကင်းတယ်လောဘဒေါသမောဟမရှိတော့ဘူးဗျာဘလောက်ကောင်းလဲအဲ့ဒါသိရင်လေကို့မှာလောဘဒေါသမောဟတွေအချိန်တိုင်းဖြစ်နေတော့လောဘဒေါသမောဟမရှိဘူးတဲ့ဆိုကြီးညိုစရာကောင်းလိုက်တာအားကြစရာကောင်းလိုက်တာမြင်သွားတယ်စိတ်ထဲရတယ်ဖះရဲ့အည်ချင်းကိုမြင်သွားတယ်အဲ့ဒီကြမှာလေစိတ်ထဲကြီးကြီးနဲ့နဲ့ကြီးကိုးကွယ်ခြင်းတွေပေါက်သွားတာယောဂီတို့ဒီစီသွားမယ်အရဟံပတ်ရင်များရုံနဲ့မရဘူးပတ်ရင်များခြင်းလားဇွီနဲ့ဆွဲပေါ့ဒါအပတ်ရင်တွေအများကြီးပေါ့ဟုတ်လားမရဘူးလားအဲ့ဒါလို့ဆွဲနေအဲ့လိုပတ်နေရင်လည်းဘုရားမြင်လားအရဟံအပုခတ်သိငြိမ်းတော်မူသောမြတ်စွာဘုရားတို့မှပူလိုက်ရသားအတွက်ပူရသမီးအတွက်ပူရဇနီးအတွက်ပူရမယားအတွက်ပူရစီးပွားဥစ္စာအတွက်ပူရနိုင်ငံရေးပူရသီဝရေးပူရလူမှုရေးပူရပူကြတယ်မများဘူးလားအပူရောငြိမ်းလားရှုပ်ကတကယ်ကြီးရှိမို့အပူတကယ်ငြိမ်းချင်ပြီလားငြိမ်းချင်ပါပြီဘုရားပဲဖြစ်မှာယောဂီတွေကအပူငြိမ်းချင်ပြီလားတကယ်ရောငြိမ်းချင်လားဒါစဉ်းစားတကယ်ငြိမ်းချင်တာဟုတ်သလားမဟုတ်ဘူးလားနော်တော်တော်ခက်တယ်နော်အဲ့ဒါဆိုအပူနဲ့တွေ့တဲ့အချိန်မှာဘုန်းတော်အပူငြိမ်းချင်အဲ့ဒီအပူလေးလည်းငြိမ်းသွားရောခဏလေးငြိမ်းသွားဘာဖြစ်လဲမေ့သွားအခုမီးလေးတောက်နေတဲ့အချိန်ဒုက္ခကိုဘယ်နဲ့ဒီဒုက္ခတွေမြန်တွေ့ချင်ပါပြီဟဲ့အရေးထဲမှာပြောပါလေပြီးအဲ့ဒီဟာလေစားတရားတောက်တရားလေးလည်းရှိတယ်သွားတရားလာတရားလေးလည်းရှိတယ်လုံးတရားကိုင်းတရားလေးလည်းပေါ်လာတယ်ကိုချစ်ခင်မြန်လို့တဲ့သူနဲ့တွေ့လိုက်တယ်အဲ့ဒီအပူတွေလွတ်ချင်သေးလားအဲ့ဒီသားအဲ့ဒီသမီးအဲ့ဒီဇနီးအဲ့ဒီမယားအဲ့ဒီဘဝဝင်မှာပြောလို့မေ့မသွားဘူးလားမေ့လို့သေးတာဗမာတော့မေ့သူတော်ပဒံအဲ့ဒါမေ့တော့ပါဗျာသေအောင်ရိုက်ဦးမသေအောင်ပါဒီလူတွေဖုံဖုံလဲခဏသေအောင်ပါဘာဖြစ်လို့မေ့ရောပေါ့ဆာကြီးဗျာနေကြတာမှန်လားတရားနဲ့တွေ့ရင်နော်ဟုတ်လားတရားနဲ့တွေ့အောင်တေးကြဟောဘုရားဒီအချင်းနေရှိဘုရားနဲ့တွေ့အဲ့ဒီမျိုးဘုရားကိုကြီးညိုတယ်အဲ့ဒီမျိုးဘုရားကိုအားကြတယ်အဲ့ဒီကျမှဘုရားအဆုံးအမတွေကိုလက်ခံမယ်ကျင့်သုံးမယ်လေ့လာမယ်နာကြားမယ်အပြီးအားထုတ်မယ်
နော်အာထုတ်တတ်ဖို့အိုးဆရာကောင်းသမားကောင်းရှာပြီဆရာကောင်းသမားကောင်းအဆုံးအမတွေကိုလေးလေးသားသားကြီးလေအဲ့ဒါကြောင့်ဘုရားတရားတန်ခါယန္နာမြတ်သုံးပါးကိုတွေ့အောင်ကြည့်တဲ့ဖို့လို့အဲ့လိုတွေ့အောင်ကြည့်ပြီးပြီဆိုတာနဲ့ဟောမှာဘုရားတရားတန်ခါယန္နာမြတ်သုံးပါးကိုကိုးကွယ်စိတ်ခဲ့တဲ့သူတွေဟာဘုရားတရားတန်ခါယန္နာမြတ်သုံးပါးရဲ့အဆုံးအမတွေကိုနာကြားခြင်းအဖြစ်ဟောသစ္စာဘယ်နှချက်ကိုတွေ့အောင်ရှားသစ္စာဘယ်နှချက်ကိုတွေ့အောင်ရှားမလဲအခုအဂိတတတို့ကြည့်လိုက်ပေါ့ဒုက္ခသစ္စာကိုရှားမယ်သိအောင်လုပ်ရမယ်လို့ဘုရားမပြောဘူးလားပြောလိုက်တော့ဒီပုံနာကြီးတွေကအခုကဘုရားတရားတန်ခါရဲ့ဂုဏ်တွေကိုအောင်ဆိုင်နေတဲ့အခါကိလေသာတွေဝင်သေးလားနိဝရဏတွေရှိသေးလားကိလေသာနိဝရဏတွေပယ်ထားတဲ့စိတ်ကတမာတိတွေဖြစ်မနေဘူးလားအာတမဟိတောယထာဘုဒ္ဓပသနာတိတမာတိတီးတီတော့ခန္ဓာလှည့်ကြည့်လိုက်တော့ဘာတွေတွေ့ပါယောဂီတို့ခုဘာတွေတွေ့ညောင်းနေတယ်မတွေ့ဘူးလားကြိတ်နေတယ်မတွေ့ဘူးလားဒါဘာဖြစ်တာရုပ်တရားကြီးဖောက်ပြန်တာပေါ့ဟောအတန်နေနာလားရုပ်တရားကြီးဖောက်ပြန်ဘူးလားဆိုတော့အိုက်တယ်ဆိုတော့ဘာဖြစ်လဲချွေးတွေပြန်တယ်ရုပ်တရားကြီးဖောက်ပြန်ယောဂီတို့လည်းပြင်လိုက်တာသကောဝိုင်းနေတိုင်းပဲဟုတ်လားဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နော်ဘုန်းကြီးကထပြီးအဲ့လိုပြင်လို့မရလို့ဒီမှာကြောက်လေးတင်လိုက်ချက်လိုက်သွားတာဟုတ်အဲ့ဒါဘာကိုတွေ့နေရဒုက္ခကိုတွေ့ဘာကိုတွေ့နေရဉာဏ်နဲ့တွေ့တာဘုန်းကြီးပြောဩအဲ့ဒါဒုက္ခကိုခုမှဖြစ်တာနောက်ကျသွားအဲ့ဒါဆိုတော့တရားရှာတယ်ဆိုတော့ဘာကိုအရင်တွေ့အောင်ရှာဣဒံဒုက္ခအရိယသစ္ဆန္တိမိဘိကဝေပုပ္ပေအနနုတုတေတုဓမ္မေတုသက္ခုံဥရပါရိဉာဏဥရပါရိပညာဥရပါရိဝိဇ္ဇာဥရပါရိအာလောကောဥရပါရိဒုက္ခကိုဘယ်မှာရှာတဲ့သွားပြီဒုက္ခကိုဘယ်မှာရှာပါတော့ခန္ဓာရှာတော့ဒုက္ခမတွေ့ဘူးလားတွေ့တယ်မှာဉာဏ်နဲ့ဘယ်လိုပေါက်တော့ဒုက္ခကတိဖို့ပဲသစ္စာဉာဏ်သိအောင်လုပ်အောင်မှာကိုခုမှဘုရားဟောတဲ့တရားတွေနားထောင်လိုက်မှဒုက္ခသစ္စာဆိုတာသိအောင်လုပ်အောင်ပဲတရားကိုလို့သဘောပေါက်သွားကိစ္စဉာဏ်သိအောင်လုပ်နေတယ်ဆိုဘာနဲ့လုပ်တာဝိပဿနာဉာဏ်နဲ့လုပ်တာပေါ့ဗျာအခုထုံတဲ့သဘောတွေပေါ်လာတယ်ပျောက်သွားတယ်ပေါ်လာတယ်ပျောက်သွားတယ်ဖြစ်မနေဘူးလားဖြစ်လိုက်ပြက်လိုက်ခြင်းတွေမတွေ့ဘူးလားတွေ့တယ်ဆိုတော့ဖြစ်လိုက်ပြက်လိုက်ဆိုတော့မြဲနေလို့တော့မမြဲဘူးလားမမြဲတဲ့အတွက်ဆင်းရဲမနေဘူးလားမမြဲဆင်းရဲတဲ့နှိမ့်ဆက်တယ်ဆိုတာအစိုးရလို့လားအစိုးမရလို့လားအနိစ္စဒုက္ခလက္ခဏာလက္ခဏာကြီးသုံးပါးမြင်တော့အဲ့ဒါဝိပဿနာဉာဏ်ဖြစ်သွားဘယ်ပေါ်မှာတော့ခန္ဓာပေါ်မှာပေါ့နော်ရုပ်ထင်ရှားရုပ်ပေါ်ကြည့်လိုက်ပေါ့ဗျာအခုရုပ်ထင်ရှားမှာပေါ့ဟုတ်ဘူးလားစိတ်ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါကြားစိတ်လေးတို့မြင်စိတ်လေးအတွေးစိတ်လေးခုနကပေါ်တယ်အခုပျောက်သွားတယ်ပေါ်လိုက်ပြောလိုက်ဖြစ်မနေဘူးလားစိတ်ထဲမှာသဘောကျလိုက်တာဆိုတော့ခံစားချက်လေးပေါ်မလာဘူးလားခါတယ်ကျတော့ဘာပြောကြောင်းမသိဘူးဆိုတော့ပျောက်သွားပေါ်လိုက်ပြောလိုက်ချမ်းသာလေးဆိုတဲ့သိခံစားချက်လေးတွေစင်းရဲဆိုတဲ့သိခံစားချက်လေးအဲ့စိတ်ခံစားချက်လေးတွေကိုတွေ့တာဘာလို့တွေ့ရဝေဒနာကိုတွေ့တာဘာလို့တွေ့ရတော့ကြားသိမြင်သိလေးတွေတွေ့တာဘာလို့တွေ့ရစိတ်ကိုတွေ့တာစိတ်ကိုတွေ့တော့စိတ်ဓာတ်နုပဒနာစိတ်လေးရဲ့ဖြစ်ပြနေတဲ့အချင်းဝေဒနာကိုတွေ့တော့ဝေဒနာလေးရဲ့ဖြစ်ပြမှုချင်းတွေတွေ့တော့ဝေဒနာနုပဒနာကိုယ်ကာယမှာဖောက်ပြန်တဲ့သဘောတွေတွေ့တော့ကာယ ानु ပဒနာစိတ်ထဲမှာလောဘလေးပေါ်လာတယ်ဒေါသလေးပေါ်လာတယ်ကြည်ညိုတဲ့ဓာတ်လေးပေါ်လာတယ်အလန့်ပြီးတော့ဆင်ញင်လိုက်တဲ့စိတ်လေးပေါ်လာတယ်နော်အာယုပြုလိုက်တဲ့စိတ်လေးပေါ်လာတယ်အဲ့ဒါဓမ္မသဘာဝတွေစေတသိက်တွေအဲ့ဒါလေးတွေကပေါ်ပြီးပျောက်သွားတာကိုတွေ့တော့ဘာဟုတ်တွေ့ရသဘာဝကိုတွေ့တော့ဓမ္မ ानु ပဒနာဟောတတိပ္ပံ၄ပါးဖြစ်မနေဘူးလားစဉ်းစားနော်အဲ့ဒါတော့ဟောဒီဘုရားတရားတန်ခါဂုဏ်တော်တွေကိုပွားရင်သစ္စာ၄ပါးကိုဘုရားတရားတန်ခါဂုဏ်တော်အခြေခံပြီးသမာဓိတွေထူထောင်တဲ့အခါသစ္စာ၄ပါးကိုသိမြင်အောင်ဆင်ញင်ရမယ်ဆင်ញင်ရတဲ့သစ္စာ၄ပါးသိမြင်သွားတဲ့ပုဂ္ဂိုလ်ဟာတဲ့ဘေးကင်းသွားတယ်တကယ်အမြတ်တရားတွေကျင့်ပြီးသားဖြစ်သွားတယ်အဲ့လိုကျင့်မှသာလေကိုးကွယ်မှုအစစ်မှန်ဖြစ်တယ်အဲ့လိုကိုးကွယ်မှုအစစ်မှန်ရမှသာလေတကယ်ချမ်းသာအသိကိုရမယ်ဒီအကျိုးကျေးဇူးတွေရမယ်လို့မြတ်စွာဘုရားရှင်ဟောလိုက်တာဟုတ်ဗျတရားရဲ့အဆုံးမှာဒေသဉာဏ်နုတာဉာဏ်ဉာဏ်ပေတင်တတ္တဉာဏ်နုတ္တဟောတိဆိုတဲ့အတိုင်းပဲဒေသဉာဏ်အစဉ်လိုက်ပြီးတော့ဂါထာ၅ခုရဲ့အဆုံးမှာပဲဝိပဿနာဉာဏ်တွေတက်သွားပြီးတော့လေးမဲ့လေးဖို့တက်အဂိတတဥဆောင်တဲ့ယတိပေါင်းတသောင်းဟာဧထဘေကဝောစရဗြဟ္မစရိယရှင်းသားတို့လာခဲ့ကြငါဘုရားရှင်ရဲ့သာနာတွင်မှာမင်းတို့ဗြဟ္မစရိယလို့ခေါ်တဲ့သူတို့ကောင်းအကျင့်တွေကျင့်ကြတရားတွေဟောကြလာခဲ့ကြလို့ခေါ်လိုက်တာလေပရိသံကြပတ္တဆလာပညာတေဝိသပတ္တ နော်အေဟိဘိက္ခုယံတတ
ချရှင်လည်းကအေးဘေးကူကျန်2000ကျော်ရှိတယ်အဲ့မှာဒီမှာတပွဲတဲ့နဲ့1000အားကြစရာကောင်းလိုက်တော့အိုးဘုရားဒီတရားလေးဟောလိုက်တာနဲ့နော်သဘောပေါက်လွယ်သွားတာခိဗ္ဗပညာလေဗျာဥက္ကဋ္ဌတင်ယူတွေလေဗျာအချိန်လေးတောင်းနေအောင်ကြီးလေးတောင်းတာအခုတရားသိဘူးတော့ဓမ္မရန္တိပေါ့ဓမ္မရန္တိဆိုတာတရားအလင်းတရားအလင်းအောင်လေးနဲ့တွေ့လိုက်တာနဲ့ခုနပွင့်နေတဲ့ကြာပိုင်းကြီးကပွင့်တယ်ဘုရားသိသွားပြီလို့ပြောတာတစ္ဆာတရားတွေသိမသွားဘူးလားယတိပေါင်းဘယ်လောက်လဲ1000နဲ့တစ္ဆာတွေသိမြင်သွားတာဘာဖြစ်လို့တစ္ဆာသိမြင်သွားလဲကိုးဝယ်မှုမှန်ကန်သွားလို့ပြောဘာမှန်ကန်သွားလို့လေဒါကြောင့်တရားကောင်းတဲ့ကကိုးဝယ်မှုမှန်ကန်ခြင်းအကျိုးကျေးဇူးအခုကိုးဝယ်မှုမှန်ကန်တဲ့အကျိုးကျေးဇူးကြောင့်ငကိုယ်တော့ကမှားနေတဲ့အဂိတတတို့အုပ်စု1000ဟာတောင်ရောက်မြောက်ကိုးဝယ်ကြတယ်စိတ်ကူးတရားကိုးဝယ်ပြီးတော့မှားမှားယွင်းယွင်းသူတို့ကလည်းပြန်ပြောတယ်လေမှားမှားယွင်းနေပြောနေကြအခုဘုရားတရားတန်ခါကိုးဝယ်ရအသင့်မှန်တွေ့သွားတယ်သစ္စာလေးပါးကိုလင်းမဲ့လေးဖို့နဲ့သိမြင်ပြီးတဲ့အခါကျတော့တကယ်ဒုက္ခတွေအလုံးခြုံငိမ့်မသွားဘူးလားနောင်စာတိမလာရပြိဋိဘံဝန်ဆန်နေဟုတ်လားနော်ဒုက္ခအလုံးတကယ်ကိုခြုံငိမ့်တဲ့အခြေအနေမှန်ကြီးကိုတို့ရသွားကြတယ်ဆိုတာဒီလိုဟာမျိုးကိုပြောခြင်းဖြစ်ပါတယ်နော်ဒါကြောင့်ကိုးကွယ်ယုံကြည်မှုမှန်ကန်အောင်ဘုရားတန်ခါရဲ့အဆုံးအမတွေကိုကြကြနတ်နတ်စိတ်ရှိလက်ရှိပေါ်ပေါ်တန်တန်မဟုတ်ဘဲနဲ့လေးလေးနက်နက်ပေါ့နော်ယုံယုံကြည်ကြည်နဲ့စစ်မှန်တဲ့ကိုးကွယ်ယုံကြည်မှုတွေကိုကိုးကွယ်စစ်တဲ့နိုင်ပြီးတော့မိတို့လိုလားတောင်းတအပ်တဲ့ဇာတိဒုက္ခခြုံငိမ့်တဲ့ပြိတ္တနေမလာရပေါ့လေနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း